Okay, live ထွင်ပြီHello အားလုံးပဲမင်္ဂလာပါ RPV channel ကနေကြိုဆိုပါရစေ January လ26 2025မှာCC နဲ့ ICNCC တို့တွေ့ဆုံပြီးချင်းပြည်သူများအတွက် Council နှစ်ခုမရှိတဲ့အကြောင်းနဲ့ CNC Chin National Council နာမည်အသစ်သဘောတူညီချက်အပေါ်မှာမူတည်ပြီးတော့ဒီနေ့ကျွန်တော်တို့ဒီမှာ interview လုပ်မှာဖြစ်ပါတယ် CC နဲ့ ICNCC အစည်းအဝေးနဲ့နာမည်အသစ် CNC နဲ့ပတ်သက်၍အခုCC ဖက်ကနဲ့ခေါင်းဆောင်စလိုင်းမင်းညို MP နဲ့ကျွန်တော်တို့ interview လုပ်မှာဖြစ်ပါတယ်ဒါကြောင့်ဒီမှာကျွန်တော်တို့စကားဝိုင်းကိုအစအဆုံးထိကြည့်ရှုပါရဒီကနေ့တောင်းဆိုချင်ပါတယ်ပြီးတော့ကျွန်တော်တို့ရဲ့live ကိုလည်း like နဲ့ share နဲ့လည်းအားပေးကြပါလို့ဒီကနေ့တောင်းဆိုချင်ပါတယ်ပြီးတော့ဆရာအခုလိုဟာမျိုးအချိန်ပေးတဲ့အတွက်တကယ်ပဲကျေးဇူးတင်ပါတယ်လို့အရင်လည်းပြောချင်ပါတယ်Okay,ကျေးဇူးတင်ပါတယ်အတူนี้bia kan van ruang ha ding ni he adi ka in ICNCC และ CC ต้นนักอันรักนี่มีกองให้คันดูซานะหัน bia kan van ruang ha lai kha anต้นมีกองอาเซียจุโคจนมินอันวันเข็นมีกองเตมินทาอันกันวันดิรเปียกมีกองให้คันอาเซียkha กองให้คันเปทายันตูนี้จานะเห็นเบรุนักกันวันเงินha lai ai ka hen tu zan kan beru nak ba pi ngai mi si cha khan tuam bia pakhat bantuk history pakhat bantuk country chu ma mi si cha ba pi ngai mi se mai he share zong kan kan van bom cheu tinga he ka hen kan van som du mi na se da so no sia chenoro me queen the ta ye me to khe ma bo no sia phek ka ne introduce လုပ်ပေးဖို့အရင်တောင်းဆိုချင်ပါတယ် Okay အားလုံးပဲမိတ်လာပါလို့ဥစွာနှုတ်ဆက်တော့ပါတယ်ကျွန်တော်ကတော့ line menu ပါခုဒီ challenge ကောင်စီမှာဒုတိယဥက္ကဋ္ဌတာဝန်ကိုထမ်းဆောင်နေပါတယ်ခုနေ့သူစွာပဲကျွန်တော်တို့ CC နဲ့ ICNCC ပြန်လည်ပေါင်းစပ်ညှိနှိုင်းရေး negotiation team မှာလည်း team leader အဖြစ်နဲ့ကျွန်တော်တို့ပေါင်းစပ်ညှိနှိုင်းရေးကိစ္စရပ်တွေကိုဥဆောင်ဆောင်ရွက်နေပါတယ်ကျွန်တော်ရဲ့စာပြီးကတော့ချင်းပြည်နယ်ကမ်ပလက်မြို့နယ်ဖြစ်တယ်လို့ကျွန်တော်ကတော့ဥပူလူမျိုးနယ်စုချင်းလူမျိုးနယ်စုတူဖြစ်တယ်ပြီးခဲ့တဲ့2015နဲ့20ကြားမှာလည်း2018ပါ election နဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တူဖြစ်ခဲ့တယ်လို့2020မှာလည်းပဲအနိုင်ရကမ်ပလက်မဲဆန္ဒနယ်ကပဲပြည်သူ့လွှတ်တော်နေရာမှာအနိုင်ရရှိတဲ့အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တူလည်းဖြစ်ပါတယ်ဆိုတော့ဥစွာမိတ်ဆက်လိုပါတယ်ဟုတ်ပြီကျေးဇူးပါဒါဆိုတော့မေခွင်းထဲမှာတရက်သွားပါလိမ့်မယ်ဒါဆိုတော့မေခွင်းပထမမေခွင်းကျွန်တော်မေးချင်တာကတော့အရင်တုန်းကလည်း Varon ကပုခုကလင်းနဲ့ကျွန်တော်တို့ Chief Minister ပူဖာတန်ကို interview တော့လုပ်ပြီးပြီဒါပေမဲ့ကျွန်တော်သိတဲ့အတိုင်းဆိုရင်တော့ slide menu ကCC ဖက်ကနဲ့ leader ပေါ့နော် lead လုပ်တဲ့လူဦးဆောင်တဲ့လူဆိုတော့ slide menu ကိုကျွန်တော်interview လုပ်ချင်တာဖြစ်တယ်ဆိုတော့ CC ဖက်ကနဲ့ဦးဆောင်တဲ့လူဖြစ်တဲ့အနေနဲ့ CC နဲ့ ICNCC တွေ့ဆုံပွဲခန္ဓာစီဝေးမှာပေါ့နော်ဆရာရဲ့အတွေ့အကြုံ experience ဘယ်လိုခံစားတယ်လဲဒီအစီအဝေးတွေ့ဆုံပွဲကဘယ်လိုဆရာမြင်တယ်လဲပေါ့နော်အဲ့ဒါလေးကိုပြောပြလို့ရမလားဟုတ်ကဲ့CC နဲ့ချင်းလင်းကောင်စီနဲ့ ICNCC ကြာကာလချင်းအမျိုးသားတိုင်းပင်ခံကောင်စီကဖြစ်ပေါ်လာတဲ့ဝေပြလာရတဲ့အကြောင်းရင်းကိုဥစွာသိရှိဖို့လိုအပ်မှာဖြစ်တယ်မြင်ပါတယ်။ဒါကြောင့်2021ဧပြီလ23ရက်နေ့မှာ ICNCC ကိုဖွဲ့စည်းခဲ့ကြတာဖြစ်တယ်။ ICNCC မှာလည်းပဲကျွန်တော်ဟာ MP ကိုစားပြုသူအနေနဲ့ ICNCC မှာတက်ကြွစွာပါဝင်ပြီးတော့မှချာတာရေးဆွဲရေးဖြစ်စဉ်တွေမှာလည်းပဲအဓိက main person တွေနဲ့ပါဝင်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တာနဲ့အညီအခုတက်ဖွဲ့စည်းလိုက်တဲ့ချင်းလင်းကောင်စီမှာလည်းပဲကြီးလေးတဲ့တာဝန်တရားကိုရယူတာဝန်ထမ်းဆောင်ရတဲ့သူဖြစ်ပါတယ် CC နဲ့ ICNCC လို့ပြောတာထက်ကျွန်တော်တို့ဒီပွဲဖြားမှုကဘယ်ကနေအခြေခံတယ်လဲဆိုတော့ပထမကျွန်တော်စဉ်းစားဖို့လိုပထမ ICNCC စဖွဲ့စည်းစဉ်အခါကရည်ရွယ်ချက်နှစ်ခုရှိပါတယ်ပထမရည်ရွယ်ချက်ကတော့ဒီတော်လှန်ရေးကာလအတွင်းမှာချင်းပြည်ချင်းလင်းချင်းပြည်အတွင်းမှာအုပ်ချုပ်ရေးကောင်းမွန်တဲ့စုစည်းမှု
ဒေသန္တရအုပ်ချုပ်ရေးတွေကိုပြည်နယ်အဆင့်အုပ်ချုပ်ရေးနဲ့ချိတ်ဆက်ပြီးတော့မှကောင်းမွန်စွာအုပ်ချုပ်ရေးပေါ်ဆောင်နိုင်ဖို့နဲ့ဒုတိယအချက်အနေနဲ့တော့ကျွန်တော်တို့ကွဲပြားနေတဲ့ကျွန်တော်တို့ဒေါ်လာရဲ့အင်အားစုတွေကို CDF တွေကိုတစုတစည်းတဲ့အင်အားတောင်သိခိုင်မာတဲ့ကျစ်လက်တဲ့ဒေါ်လာရဲ့အင်အားစုတွေဖြစ်တဲ့ဖွဲ့စည်းနိုင်ဖို့ကိုကျွန်တော်ရည်ရွယ်ပြီးဖွဲ့စည်းခဲ့တာဖြစ်တယ် ICNCC ဥပမာတော့လည်းပဲ ICNCC ဖွဲ့စည်းစဉ်ကနဦးကာလမှာကျွန်တော်တို့ပေးထားချက်တွေရှိပါတယ်ဒီပေးထားချက်တွေကိုကျွန်တော်တို့ဒေတာကျွန်တော်တို့ဆန်းစစ်ကြည့်မယ်ဆိုရင်တော်လိုင်းကာလကနဦးကာလဧပြီလ23ရက်ဝန်းကျင်လောက်ဆိုတဲ့အခါမှာကျွန်တော်တို့ချက်ပြည်အတွင်းမှာတော်လိုင်းရဲ့အင်အားစု CDF တွေလည်းကောင်းမွန်စွာမပေါ်ပေါက်သေးဘူးသူစီတက်လက်မှုမရှိသေးဘူးထို့အတူပဲကျွန်တော်တို့ရဲ့ဒီဒေသန္တရအုပ်ချုပ်ရေးတွေကိုလည်းစနစ်တကျပေါ်ဆောင်နိုင်မှုအစုအဖွဲ့တွေကတိတိကျကျမရှိသေးတဲ့ကာလဖြစ်တယ်အဲ့ဒီအချိန်မှာ ICNCC စုဖွဲ့မှုကိုကျွန်တော်တို့ကြည့်တဲ့အခါမှာအားလုံးကိုစားပြုမှုမေခွန်းကပေါ်လာတယ်ဒါတကယ်တော့ ICNCC မှာပြည်သူလူထုကိုကိုစားပြုရလားဆိုတာကကျွန်တော်တို့ ICNCC စတင်ဖွဲ့စည်းတဲ့2021ရဲ့နိုဝင်ဘာဒီဇင်ဘာကာလလောက်ဆိုတော့စိန်ခေါ်မှုတွေစပြီးပေါ်လာနော်ဆိုတော့ခြာတာရေးဆွဲဖြစ်စဉ်ကိုလည်းကျွန်တော်တို့ကတွားခဲ့တယ်တွားခဲ့ပေမဲ့အဖက်ဖက်ကနဲ့ဒီ online သတင်းမားတွေကတော့ရှိတာပေါ့ဥပမာဖြင့်ဒီဘသူကြောင့်ကိုကြောင့်သူကြောင့်ဘသူထွက်သွားလို့ဆိုတဲ့ဟာမျိုးတွေရှိတယ်သို့ပါတော့လည်းပဲအခြေခံကျွန်တော်တို့အကြောင်းရင်းကကိုစားပြုမှုမေခွန်းဖြစ်ပါတယ်အားလုံးပါဝင်တဲ့ကိုစားပြုမှုဒီဒေသန္တရကျွန်တော်တို့ရှင်းပြည်တော့ကဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေရဲ့ပါဝင်မှုနောက်မြို့နယ်လိုက်ဒေသလိုက်ကွဲပြားနေတဲ့ CDF တွေရဲ့ပါဝင်မှုမေခွန်းဟာအငင်းပွားစရာတွေဖြစ်လာတဲ့အခါမှာ ICNCC စုဖွဲ့မှုဟာကျွန်တော်တို့ဒီမှန်းချစ်ဖြစ်တဲ့အုပ်ချုပ်ရေးပေါ်ဆောင်ဖို့နဲ့အင်အားတောင်တင်ခိုင်မာတဲ့ဒေါ်လာရဲ့အင်အားစုတရားပေါ်ပေါက်ဖို့ဆိုတာကိုကျွန်တော်တို့အောင်းထဲမပေါ်နိုင်ခဲ့ပါဘူးဆိုတော့အောင်းထဲမပေါ်နိုင်ခဲ့တဲ့အခါမှာအားလုံးပြန်လဲတိုင်ပင်ပြီးတော့မှဒီဒေါ်လာရေးကာလမှာဒီလိုတော့ကျွန်တော်တို့ချင်းလူမျိုးတွေချင်းမျိုးသားတွေရှစ်ဆက်လို့မဖြစ်ဘူးဒါကြောင့်မလို့ကျွန်တော်တို့ကောင်းမွန်တဲ့စုစည်းမှုဒီချင်းအမျိုးသားအဆင့်စုစည်းမှုမှာဘယ်သူမှကြံခဲ့လို့မရဘူးအားလုံးပါဝင်မှရမယ်ဒီတိစုဖွဲ့မှချင်းအရေးမှာပါဝင်ခွင့်မရှိတဲ့အခြေအနေမျိုးမဟုတ်ဘဲနဲ့အားလုံးပါဝင်ခွင့်ရှိတဲ့ဘုံစုံမှတ်လမ်းစဉ်ကိုကျွန်တော်ရွေးချယ်သင့်တယ်ဆိုပြီးတော့မှကျွန်တော်တို့CC ကိုဖွဲ့စည်းဖို့ဆုံးဖြတ်ခဲ့ကြတယ်ဒါလို့ဆုံးဖြတ်ခဲ့တဲ့အခါမှာလည်းအဓိက ICNCC ကိုစတင်ဖွဲ့စည်းခဲ့တဲ့အချိန်က ERO စုဖွဲ့နဲ့2020ရွေးကောက်ခံစုဖွဲ့တွေရဲ့မတည်မှုနဲ့စတင်ဖွဲ့စည်းခဲ့တာဖြစ်တယ်ခုနှစ်သူစွာပဲ CC ကိုလည်းပဲကဲဒါလို့ဆိုရင်တော့အားလုံးကျွန်တော်တို့ဒေတာဖြစ်ပြီးဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေနဲ့အားလုံးပါဝင်ခွင့်ကိုအခြေခံတဲ့ဘုံစုံမှတ်လမ်းကြောင်းကိုဖွင့်ချတဲ့အခါမှာကနဦး ERO ဖြစ်တဲ့ကျွန်တော်တို့ CNF နဲ့ကျွန်တော်တို့ဒီ2020ရွေးကောက်ခံထွတ်တော်ကိုယ်စားလှယ်စုဖွဲ့နဲ့ကျွန်တော်တိုင်ပင်ပြီးတော့မှထောက်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။သို့ပါတော့လည်းပဲကျွန်တော်တို့ရဲ့အားလုံးဘုံစုံမှတ်လမ်းကြောင်းကိုရည်ရွယ်ခဲ့ပြီးမဲ့ကျွန်တော်တို့ချင်းလူမျိုးတွေရဲ့မလိုလားအပ်တဲ့မျိုးသေးတွေနော်မလိုလားအပ်တဲ့အမျိုးသားအဆင့်စုစည်းမှုမှာကျွန်တော်တို့မစင်စားတဲ့သမိုင်းကြောင်းကမဆိုလောက်တဲ့ပြဿနာလေးတွေနောက်အစုဖွဲ့ချင်းထင်မြင်လွှဲမှားမှုတွေပေါ့အခြေခံပြီးတော့မှတစ်ဖွဲ့နဲ့တစ်ဖွဲ့မယုံကြည်မှုပေါ့အခြေခံပြီးတင်းငယ်တဲ့ပြဿနာတွေစပြီးတော့မှချင်းလင်းကောင်စီစုဖွဲ့မှုမှာအားလုံးမပါဝင်လာနိုင်တဲ့အခင်းကျင်းမျိုးဖြစ်သွားခဲ့တယ်နော်ဆိုတော့ဒါကိုလည်းပဲ CC အနေနဲ့ကျွန်တော်တို့2023ဒေါ်လာရေးကာလချင်းချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျွန်တော်တို့အတိမပြုတ်မီကာလအတွင်းမှာ W4C ထပ်တန်းတဲ့ကာလ3လတာအတွင်းမှာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့တွေဖွဲ့စည်းပြီးကျွန်တော်တို့မင်းတပ်ထိသွားပြီးတော့မှညှိနှိုင်းတာတွေရှိတယ်တစုတစ်ဖွဲ့ချင်းကျွန်တော်တို့ပါဝင်လာနိုင်ဖို့ညှိနှိုင်းတာတွေရှိပေမဲ့ကျွန်တော်ညှိနှိုင်းမှုတွေကမအောင်မြင်ခဲ့ဘူးဒီပုဂ္ဂိုလ်ရဲ့ညှို့သေးတွေဟာemotion တွေကဖြစ်နေတဲ့အချိန်ပူတွင်းနေတဲ့အချိန်ဖြစ်တဲ့အတွက်ချက်ချင်းတို့ကိုကျွန်တော်တို့ကပါဝင်လာဖို့မဆွဲဆောင်နိုင်ခဲ့တဲ့အခါမှာကျွန်တော်တို့ရဲ့ဒီချင်းလင်းကောင်စီဖွဲ့စည်းတည်ဆောက်မှုဖွဲ့စည်းမှုအပိုင်းမှာလည်းပဲမပါဝင်လာနိုင်တဲ့ဖွဲ့စည်းတွေမပါဝင်လာနိုင်ခဲ့တဲ့နေရာနဲ့အခုလို ICNCC CP တော်၎င်းချင်းလင်းကောင်စီချင်းလင်းကောင်စီတော်၎င်းအဖွဲ့ကွဲသွားတာဖြစ်ပါတယ်ဆိုတော့ဒါကိုဒီဇိုင်းမှကျွန်တော်တို့ချင်းပြည်ကောင်စီဖွဲ့စည်းတဲ့အခါမှာပေါင်းစပ်ညှိနှိုင်းရေးဖွဲ့စည်းပြီးတော့မှတစုတစ်ဖွဲ့ချင်းတော်၎င်းနော်အစုဖွဲ့လိုက်တော်၎င်းတွေးဆောင်ဖို့ကျွန်တော်တို့
အချိန်ပေါင်းများစွာကမ်းလှမ်းကြိုးစားခဲ့ပါတယ်သို့ပါတော့လည်းပဲဒီကြိုးစားမှုတွေကရှေ့ကကျွန်တော်တင်ပြတယ်ပဲမပြောပါတော့တဲ့လူမျိုးရေးဆိုင်ရာပြဿနာသမိုင်းကြောင်းဆိုင်ရာပြဿနာလေးတွေနောက်အစုအဖွဲ့တစ်ခုနဲ့တစ်ခုချင်းမှာဖြစ်ပေါ်ခဲ့တဲ့မယုံကြည်မှုတွေတန်တရားတွေပေါ်မှာအခြေခံပြီးတော့မှကျွန်တော်တို့လိုလားတဲ့ဖြစ်မျိုးသားဆင်စုစည်းညီညွတ်ရေးကိုကျွန်တော်တို့မလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်အခုလက်ရှိအခြေအနေမှာတော့ကျွန်တော်စပွဲဝိုင်းပေါ်မှာပြန်လည်ရောက်ရှိတဲ့အခါမှာကျွန်တော်တို့ဟာကောင်းမွန်တဲ့စုစည်းမှုနဲ့ကောင်းမွန်တဲ့သဘောထားတွေကိုပြန်လည်ရယူဖို့တတ်နိုင်ဆုံးကျွန်တော်တို့စူးစမ်းသွားမှာဖြစ်တယ်လို့ပြန်လည်ပေါင်းစည်းနိုင်လိမ့်မယ်လို့လည်းကျွန်တော်ပြောလင်းတဲ့အကြောင်းပဲဥစွာပြောလို့ပါဟုတ်ကဲ့ဆရာနောက်ကြောင်းသမိုင်းတွေလည်းနည်းနည်းပြောပြလို့အထူးပဲကျေးဇူးတင်ပါတယ်ဒါဆိုရင်တော့အခုအနေနဲ့ Mizo Chief Minister ဦးဆောင်မှုအောက်မှာပေါ့နော်ဘယ်လောက်ထိဆရာအနေနဲ့နှစ်ဖက်အဖွဲ့အစည်းအတွက်ဘယ်လောက်ထိအရေးကြီးတယ်လဲလို့ခန်းစားတယ်လဲဟုတ်ကဲ့Mizo CN မီဇိုရမ်ဝန်ကြီးချုပ်ရဲ့ဦးဆောင်မှုပေါ့နော်သူဖွဲ့စည်းပေးလိုက်တဲ့advocacy team ပေါ့နော်ကျွန်တော်တို့ဒီမီဇိုရမ်ကျွန်တော်တို့ဒီ CC နဲ့ PPICCC ကိုပြန်လည်ညှိနှိုင်းပေးဖို့ဒီပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့နဲ့ဆောင်ရွက်ချက်တွေပေါ်မှာကျွန်တော်ကျေးဇူးလက်တင်ပါတယ်တစ်ဖက်ကကြည့်ရင်တော့တို့ဟာတပ်ပါတီလို့ပြောလို့ရတယ်လို့ပဲတစ်ဖက်ကလည်းပဲကျွန်တော်တို့ကဆွေမျိုးသားချင်းလို့သွားပြောလို့ရပါတယ်။အောင်လဲဆိုတော့ဒီသမိုင်းကြောင်းကဆရာတို့အားလုံးသိကြပြီးဖြစ်တဲ့အတိုင်းပဲဒီကိုလိုနီနယ်မြေပိုင်းခြားမှုကြောင့်ဒါကျွန်တော်တို့ချင်းလူမျိုးတွေဟာနယ်မြေပိုင်းခြားမှုအရာကျွန်တော်တို့စီးခြားခဲ့ကြတာဖြစ်တယ်။နိုင်ငံသုံးနိုင်ငံတော်၎င်းပြန့်နှံ့ခဲ့ကြတာဖြစ်ပါတယ်။သို့ပါတော့လည်းပဲဒီနေ့အထိဆွေမျိုးသားချင်းတူတုံချင်းကျွန်တော်တို့လူမျိုးတူအစုအနေနဲ့အားလုံးကလက်ခံယုံကြည်ထားကြတာဖြစ်တယ်လို့အခုတော်လှန်ရေးကာလမှာလည်းပဲကျွန်တော်တို့အားလုံးကြည့်လိုက်ပါတော်လှန်ရေးကာလအတွင်းမှာကျွန်တော်ချင်းလူမျိုးတွေအခက်အခဲမရှိနေဆက်ကိုဖြတ်ကျော်ပြီးတော့မှကျွန်တော်တို့ရဲ့ဒုက္ခတွေကိုအတူတကရအဝေခံစားပေးတာကမီဇိုရမ်ပြည်နယ်ဖြစ်တယ်ဆိုတာကျွန်တော်တို့မေ့လို့မရဘူး။ထိုနည်းတူစွာပဲမီဇိုရမ်ပြည်နယ်ကကျွန်တော်တို့ရဲ့ညီကိုတွေးချင်းတွေကနေပြီးတော့မှကျွန်တော်တို့လက်ခံထားခြင်းဟာအိန္ဒိယဗဟိုရဲ့ခွင့်ပြုချက်မဟုတ်ပါဘူး။တို့တွေရဲ့တောင်းခံမှုတို့တွေရဲ့ဆွေမျိုးသားချင်းအပေါ်မှာတိတမှုအခြေခံပြီးတော့မှကျွန်တော်တို့တွေကိုအခက်အခဲမျိုးကြားကနေဒီနေစီမချဘဲနဲ့ကျွန်တော်တို့ရဲ့ဒုက္ခဒုက္ခကိုမျှဝေခံပါပေးကြတယ်ဒီနေ့အထိလည်းပဲကျွန်တော်တို့ကကိုမြေကိုရေလိုစိတ်ချမ်းသာစွာနဲ့နေထိုင်ကြရတာဖြစ်တယ်ဆိုတာပထမပြောချင်တယ်ဒီမှာကျွန်တော်ပြောချင်တာကအခုလိုမီဇိုရမ်စီတဲ့ CM ရဲ့ညှိနှိုင်းပေးမှုဟာတဘာဝကြပါတယ်ကျွန်တော်ထင်းသုံးစာမှာမိသားစုချင်းဆွေမျိုးသားချင်းစကားများကြတဲ့အခါမှာကျွန်တော်တို့ရဲ့ဆွေမျိုးသားချင်းအချင်းချင်းကြားကပဲပြန်လည်ဖြည့်ရှင်းပြီးတော့မှပြည်လည်သွားတဲ့ဒါရကသမိုင်းကြောင်းတွေရှိအဲ့လိုပါပဲခုမီဇိုရမ် CM ကလည်းသူ့ရဲ့တာဝန်ဆွေမျိုးသားချင်းအချင်းချင်းကြားမှာညီကိုချင်းစကားများနေကြတယ်ကျွန်တော်ကတော့ဒီနေရာမှာပါဝင်ပြီးတော့မှကုညီဖြည့်ရှင်းပေးတဲ့ဆိုတဲ့ delay ဟာကျွန်တော်တို့ချင်းလူမျိုးတွေရဲ့ delay အရာပါဝင်ဖြည့်ရှင်းပေးတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ချင်းလူမျိုးတွေရဲ့သမိုင်းကြောင်းအစဉ်ဆက်အရာတရွာနဲ့တရွာဆွေမျိုးသားချင်းတစုနဲ့တစုစကားများရင်တောင်မှဆွေမျိုးသားချင်းအချင်းချင်းကြားမှာပဲပြန်လည်ဖြည့်ရှင်းကြတာအောင်မြင်မှုတွေရှိခဲ့တာဖြစ်တဲ့အတွက်အခုလည်းပဲသမိုင်းတက်တွေအရာမီဇိုရမ် advocacy team နဲ့မီဇိုရမ် CM ရဲ့ဖြည့်ရှင်းပေးချက်ဟာအောင်မြင်မှုရရှိလိမ့်မယ်လို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်ဟုတ်ကဲ့ဆရာပုခိုးကလင်သူပြောတဲ့စကားကျွန်တော်လည်းနားထောင်တာပေါ့နော်ဒါနဲ့သူပြောတဲ့ပုံကသူတို့မျိုးစိုးတွေကအခုအစစ်ဝေးမှာသူတို့ lead လုပ်ပုံကတခြားတမျိုးကြီးပဲအဲ့လိုဟာမျိုးသူပြောတာပေါ့နော်ဒါကြောင့်ဆရာကလည်းCC ဖက်ကနဲ့အစစ်ဝေး lead တဲ့လူဆရာဆိုတော့အခက်အခဲများတွေ့တာရှိသလားအဲ့ဒီအစစ်ဝေးမှာဟုတ်ကဲ့အတိကတော့သူတို့ကတော့ advocacy team ဘက်ကတော့သူတို့ကတော့ဆန္ဒစောတယ်ပေါ့နော်ဆန္ဒစောတာပေါ့ခက်ခဲဆိုတာဆန္ဒစောတယ်သူတို့ဘက်ကအခြေလေတိုင်ပင်မှုတွေအများကြီးလုပ်ဖို့လိုအပ်နေတဲ့အခါမျိုးတွေမှာသူတို့ဘက်ကဆန္ဒစောတာတွေရှိကောင်းရှိနိုင်ဒီဆန္ဒစောတာလည်းစေတနာပဲအမြန်ဆုံးပြန်လဲပေါင်းစည်းစေတဲ့စေတနာလိုပဲကျွန်တော်တို့မြင်ပါတယ်ကျွန်တော်ဘက်ကတော့အချိန်ချင်းစီစီအနေနဲ့တွေးဆောင်ဖို့စူးစမ်းခဲ့ပြီးမဲ့တစ်နှစ်ကျော်ကာလအတွင်းမှာဖြစ်ပြီးအတွင်းမှာလက်နက်ကင်ဖွဲ့စည်းချင်းတွေးထွက်တန်ရမှုတွေတည်ဆုံမှုတွေမလိုလားအပ်တဲ့ရဲဘော်ကြဆုံးမှုတွေဒီအသက်ပေးမှုတွေဖြစ်လာတဲ့အခါမှာအမြန်ဆုံးတွေးဆောင်နိုင်ပြီးတော့မှကျွန်တော်တို့တွေးဆောင်နိုင်တဲ့အချိန်ကစပြီးချင်းလူမျိုးတွေအားလုံးအချင်းချင်း
နော်ခိုက်ရန်နဲ့အချင်းချင်းကျွန်တော်တို့တေဆုံးပြစ်ခတ်ပြီးတေဆုံးရမှုမျိုးကိုကျွန်တော်တို့အဆုံးသတ်ဖြစ်ဆိုတော့နှစ်ဖက်ကောင်းဆောင်နေအနေနဲ့လည်းဒီလိုပဲစိတ်ထဲရှိကြလိမ့်မယ်ညနေဆိုတော့ဒီလိုကာလမျိုးမှာမီဇိုရမ်ဝန်ကြီးချုပ်ရဲ့ဒီပေါင်းစပ်နေနိုင်ရေးအဖွဲ့နဲ့ကျွန်တော်တို့တွေ့ဆုံရခြင်းဟာသူတို့ဘက်ကနဲ့အများကြီးလွှမ်းမိုးတယ်လို့ကျွန်တော်တို့ပြောဖို့အချိန်မတန်သေးဘူးလောလောဆယ်စပွဲဝိုင်းပေါ်ရောက်ရှိဖို့ first step အနေနဲ့ပထမခြေလှမ်းအနေနဲ့ပဲသူတို့ကအမြန်ဆုံးဆောင်ရွက်ရတာဖြစ်တဲ့အတွက်အားလုံးကဒါကိုတော့နားလည်ပြီးစီစဉ်တယ်ရှေ့ဆက်တွေ့ဆုံရမယ့်အခန်းကဏ္ဍတွေမှာတော့ကျွန်တော်တို့ကအချိန်ယူပြီးတော့မှဒီစိတ်အားလုံးပါဝင်ခွင့်အားလုံးရဲ့သဘောထားအားလုံးရဲ့ယက်တီချက်အားလုံးရဲ့သဘောထားတွေပေါ်မှာစုစည်းပြီးတော့မှဒီ advocacy team ရဲ့ဟိုထိန်းချောင်းပေးမှုပေါ်မှာအခြေခံပြီးသွားဖို့လိုအပ်မှာဖြစ်တယ်လို့ပဲကျွန်တော်တို့သုံးသပ်ချက်ပါ ဟုတ်ကဲ့ဆရာကျေးဇူးပဲCNC Chin National Council ဗမာလိုပြောမယ်ဆိုရင်တော့ Chin အမျိုးသားကောင်စီပေါ့နော်အဲ့လိုနာမည်တိပြောပြီးတော့လက်မှတ်နှစ်ဖက်အဖွဲ့အစည်းကနေလက်မှတ်ထိုးတဲ့အခါမှာ CC ဖက်ကနဲ့ပြောမယ်ဆိုရင်တော့မေးမယ်ဆိုရင်တော့ mandate ပေးထားတာမျိုးရှိသလားဒါမှမဟုတ်ဘူးဆိုရင်အစည်းအဝေးမသွားခင်မှာဘေးအတိုင်းအတာအထိဆွေးနွေးပြီးတော့ဘေးအတိုင်းအတာအထိလက်မှတ်ထိုးရမယ်အဲ့ဒါမျိုးဘေးအတိုင်းအတာအထိရှိတယ်ဆိုတာပြောပြလို့ရမလားဆရာဟုတ်ကဲ့ကျွန်တော်တို့ချင်းလင်းဖြစ်ပြီးချင်းလင်းကောင်စီကိုဖွဲ့စည်းထားတာအခြေခံအစုအဖွဲ့၃ခုနဲ့ဖြစ်ပါတယ်ပထမအစုအဖွဲ့အနေနဲ့2020အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ဒုတိယအနေနဲ့ ERO ဖြစ်တဲ့ CNF အစုအဖွဲ့တတိယအနေနဲ့မြို့နယ်နဲ့ဒေသCDF တွေနဲ့ဒေသန္တရအုပ်ချုပ်ရေးတွေကိုစားပြုတဲ့အစုအဖွဲ့ဆိုပြီးအစုအဖွဲ့၃ခုနဲ့ကျွန်တော်ဖွဲ့စည်းထားတာဖြစ်ပါတယ်ကျွန်တော်တို့ဒီ negotiation team တာဝန်ပေးအပ်တာလည်းပဲကျွန်တော်တို့ချင်းလင်းကောင်စီရဲ့တာဝန်ပေးအပ်ချက်နဲ့လူပုဂ္ဂိုလ်တွေရွေးချယ်ထားတာဖြစ်ပါတယ်ဒီလိုသွားမယ့်အခါမှာလည်းပဲကြိုတင်ကျွန်တော်တို့ညှိနှိုင်းမှုတွေဆွေးနွေးမှုတွေကျွန်တော်တို့ဘက်ကနဲ့အခြေခံရည်တည်ချက်တွေနောက်ကျွန်တော်တို့ရဲ့ demand တွေတိကျဆွေးနွေးပြီးတော့မှကိုစားပြုမှုအပြည့်နဲ့ကျွန်တော်တို့ကဒီစပွဲဝိုင်းပေါ်ရောက်တာဖြစ်တယ်တခါတရံကြရင်ဒီစပွဲဝိုင်းပေါ်မှာတိကျအစုအဖွဲ့တစ်ခုမပါဘူးဆိုတော့မိခွန်းမျိုးတွေရှိကောင်းရှိမှာဖြစ်ပါတယ် online ပေါ်မှာလည်းလွဲမှားစွာရေးသားထားတာဖြစ်ပါတယ်ကျွန်တော်တို့ချစ်ပြည်ချင်းလင်းကောင်စီဟာအစုအဖွဲ့၃ခုနဲ့ဖွဲ့စည်းပြီးတော့မှလအစဉ်ကျွန်တော်တို့ in person meeting ထိုင်ပါတယ်ဒီ meeting မှာလည်းပဲကျွန်တော်တို့ကချစ်ပြည်ချင်းလင်းကောင်စီရဲ့မူဝါဒတွေချစ်ပြည်တည်ဆောက်ရေးချင်းမျိုးသားတည်ဆောက်ရေးကာကွယ်ရေးကဏ္ဍတွေမူဝါဒတွေအဓိကလစ်လုံပြီးတော့မှ leading committee ကနေတစ်ဆင့်ကျွန်တော်တို့ဆွေးနွေးကြတာဖြစ်ပါတယ်။ခုနည်းတူစွာပဲအခုပေါင်းစပ်နေနိုင်ရေးကိစ္စရပ်တွေမှာလည်းတာဝန်ပေးအပ်ထားတဲ့သူတွေကmandate ရှိပါတယ်။ဒီအဖွဲ့အားလုံးကိုကိုစားပြုပါတယ်။ဒီအဖွဲ့နဲ့ဒီတိုင်းတိုင်ပင်မှုအပြည့်အဝလုပ်ပြီးတော့မှဒီကျွန်တော်တို့ရဲ့ကောင်စီရဲ့ရပ်တည်ချက်သဘောထားမှန်ကျွန်တော်တို့ကအပြည့်အဝအာမခံချက်အပြည့်နဲ့ကျွန်တော်တို့သွားပြီးတွေ့ဆုံတာဖြစ်တယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ဆရာအဲ့ဒီCNC လို့အမင်းပြောတာတော့statement မှာထုတ်ထားတာတွေ့တာပေါ့နော်ပြည်သူအလုံးကဒါပေမဲ့ကျွန်တော်စဉ်းစားတာတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့နာမည်အတိပြောဖို့တော့သဘောတူပြီးတော့လက်မှတ်ထိုးပြီးပြီဒါပေမဲ့ Mizoram ဖက်ကနဲ့ဥဆောင်တဲ့လူ leader တွေ chief minister ဥဆောင်မှုအောက်မှာအဲ့ဒီနာမည်သေးကိုပဲပြောင်းခိုင်းပြီးတော့ CC နဲ့ ICNCC တို့ရဲ့နာမည်ကိုလည်းဘယ်အချိန်ဘယ်အခါမှာပြောင်းရမလဲဆိုတာမျိုးတွေကိုရော meeting မှာဆွေးနွေးမှုတွေဘာတွေမရှိဘူးလားဆိုတာလည်းထပ်ပြီးတော့မေးချင်ပါတယ်ဟုတ်ကဲ့ရှိပါတယ်ဟောဟုတ်ကဲ့ရှိပါတယ်အဓိကတော့ကျွန်တော်တို့ဒီ CNC ပေါ်လာတဲ့ကိစ္စဆိုတော့ကျွန်တော်တို့ဒီတွေ့ဆုံမှုအခုကျွန်တော်တို့စပွဲဝိုင်းကောင်ရောက်ရှိတဲ့26ရက်နေ့ပေါ့နော်26ရက်နေ့မှာကျွန်တော်တို့ရောက်ရှိတဲ့ဒီ26ရက်နေ့မှာကျွန်တော်တို့ဆွေးနွေးပါတယ်ဆွေးနွေးတဲ့အခါမှာအမီနာမကိစ္စမှာကြိုတင်ဆွေးနွေးမှုတွေရှိတယ်25ရက်နေ့မှာလည်းတစ်ဖွဲ့ချင်းကျွန်တော်တို့တွေ့ဆုံဆွေးနွေးရတယ်နော်ဆိုတော့ဒီလိုဆွေးနွေးမှုတွေမှာကျွန်တော်တို့ဒီချစ်ပြည်ချင်းလင်းကောင်စီဘက်ကတော့ချစ်ပြည်ချင်းလင်းကိုပဲအမီနာမကိုပဲကျွန်တော်တို့ဆွဲကိုင်ထားတာဖြစ်ပါတယ်တစ်ဖက်ကလည်း ICNCC ဘက်ကတော့ Chin Stick ကိုဆွဲကိုင်ထားတာဖြစ်ပါတယ်ဆိုတော့ဒီနှစ်ခုကြားမှာ
ကျွန်တော်တို့ရဲ့ဒီပေါင်းစပ်ညီနိုင်ရေးဖြစ်စဉ်မှာကိုယ့်ဘက်ကပဲဖြစ်ရမယ်ဆိုတော့ကျွန်တော်တို့ကကြီးရှားလို့ရမှာမဟုတ်ပါဘူးဒီအခါမှာကျွန်တော်တို့ advocacy team ဘက်ကဒါလို့ဆိုတော့ဘာပဲဖြစ်ဖြစ်ဒီဘက်ကလည်းချင်းပြည်ချင်းလင်းဆိုလဲ ICNCC ဘက်ကလက်ခံမှာမဟုတ်ဘူး ICNCC ဘက်ကချင်း state ဆိုလဲဒီချင်းပြည်ချင်းလင်းဘက်ကလက်ခံမှာမဟုတ်ဒါလို့ဆိုကျွန်တော်ရဲ့တွေ့ဆုံဆွေးနွေးမှုရလကအပြေထွက်မှာမဟုတ်ဘူးဒါကြောင့်လောလောဆယ်အဆင်ပြေနိုင်မဲ့အမီနာမကိုကျွန်တော်တို့ကတော့ပြောချင်တယ်အဲ့ဒီပုံမှာအားလုံးလက်ခံပေးနိုင်ကြမလားသူတို့ကnegotiator ပြည်ပေါ့နော်ကြားနဲ့သူတို့ကကြားညှိပေးတာဖြစ်ပါတယ်ဆိုတော့သူတို့နေအမီနာမပေးလာတဲ့အခါမှာ National Council ဆိုရင်မျိုးသားကောင်ဆိုတော့ကျွန်တော်တို့ကတော့ကျွန်တော်တို့ရဲ့ယက်တီချက်ကချင်းဆိုတဲ့လူမျိုးဖြစ်တည်မှုပါလို့ရှိရင်အမီနာမကတော့တိတ်အရေးမကြီးတော့ဘူးကျွန်တော်ပြင်ပါတယ်ကျွန်တော်တို့ကွဲပြားနေတဲ့ကျွန်တော်တို့ရဲ့ထိခိုက်မှုတွေထိုက်ခိုက်ဒေဆုံးမှုတွေစိတ်ဝန်းကွဲပြားမှုတွေကိုအများဆုံးရပ်တန့်ဖို့ကအရေးကြီးတယ်ချင်းဆိုတဲ့ခေါင်းစဉ်တစ်ခုပါလာရုံနဲ့ကျွန်တော်တို့အဆင်ပြေတယ်လို့ကျွန်တော်မြင်တယ်အဲ့လိုမြင်တဲ့အခါမှာကျွန်တော်တို့ကတော့ပထမတော့ချင်းကောင်စီဆိုတဲ့ချင်း national လည်းမထည့်နဲ့ချင်းလည်းမထည့်နဲ့ချင်း state လည်းမထည့်နဲ့လို့ကျွန်တော်တို့ဆွေးနွေးခဲ့ပါသေးတယ်နောက်တစ်ဖက်ကလည်းပဲချင်း state ပဲထည့်ပေးရမယ်ဆိုတဲ့ဟာမျိုးပေါ့နော်ပြောလာတယ်ကျွန်တော်ဘက်ကတော့တောင်းဆိုတာတော့အမီနာမ national ဆိုတာလည်းမထည့်နဲ့ချင်းလင်းဆိုတာလည်းမချင်းဆိုတဲ့ချင်းကောင်စီချင်း constitution ဆိုတဲ့ဘက်ကိုချင်းကပ်ပါသေးတယ်တို့ပါတော့လည်းပဲပေါင်းစပ်နိုင်နိုင်ရေးကိစ္စရပ်တွေကနည်းနေတာဖြစ်တဲ့အတွက်ဒီလောက်ဖြစ်မခံချင်တဲ့အပိုင်းပါပါတယ်ဆိုတော့တို့ရဲ့ကြားညှိပေးတဲ့ဒီ advocacy တစ်ဘက်ကလည်းကျွန်တော်တို့ကတော့ဒီဟာကိုအမီနာမလို့လုံးဝအားလုံးကမခံယူရင်တောင်မှပထမ first step အနေနဲ့တို့ဒီ advocacy team ကပြောတာရှိပါတယ် temporary အနေနဲ့နော်ဒါလေးကိုတော့လက်ခံပေးကြပါနောက်မှစပွဲဝိုင်းပေါ်အားလုံးဆွေးနွေးတဲ့အခါမှာအကောင်းဆုံးအမီနာမကိုအားလုံးနှစ်ဖက်အဖွဲ့သဘောတူညီမှုနဲ့ပြန်ရွေးချယ်လို့သဘောတူညီကြတယ်ဆိုရင်လည်းပြန်လည်ပြောင်းလဲလို့ရပါတယ်လောလောဆယ်စာချုပ်မှာလက်မှတ်ရေးထိုးနိုင်ဖို့ National Council ကိုတော့လက်ခံပေးကြပါဆိုတဲ့အခါမှာနှစ်ဖက်အဖွဲ့ကောင်းဆောင်များရဲ့သဘောတူညီချက်နဲ့ဒီအမီနာမကိုကျွန်တော်တို့လက်ခံပြီးတော့မှနောက်စပွဲဝိုင်းပေါ်မှာအသေးစိတ်ကျွန်တော်တို့ပြန်လည်ဆွေးနွေးနိုင်တဲ့အချိန်မျိုးမှာပုံပြီးကောင်းမွန်တဲ့အမီနာမရှိရင်လည်းပြန်လည်ပြောင်းလဲပြင်ဆင်နိုင်ဖို့ထိုနည်းတူစွာပဲဒီနာမည်ပဲပိုကောင်းတယ်ဆိုရင်ဒီမှာပဲဆက်သုံးဖို့ပေါ့စပွဲဝိုင်းပေါ်မှာဆက်ပြီးကျွန်တော်တို့ကပြေချဖို့ဖြစ်မှာဖြစ်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်အမြန်ဆုံးအားဖြင့်ဘယ်နှလလောက်ကြာမလဲပြန်လဲတွေးဆုံဖို့အတွက်ပေါ့နော်ဟုတ်ကဲ့အခုဒီဖြစ်စဉ်ကခေါင်းဆောင်ချင်းတော့ကျွန်တော်တို့စကားပြောနေတယ်နော်ကိုရင်စကားပြောဖို့ဖုန်းဆက်တွေ့ဖို့တောင်ရမ်းခက်ခဲတယ်အခုချိန်မှာတော့ GP ဘက်ကခေါင်းဆောင်နေနဲ့မနေ့ညအထိကျွန်တော်တို့ဖုန်းဆက်တွေ့ပြီးစကားပြောနေတဲ့အခြေအနေမျိုးရောက်သွားတယ်အခြေအနေမှန်ကဒါကဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ချင်းလူမျိုးတွေဟာအစုသေးဖြစ်တယ်ညီကိုတွေဖြစ်တယ်သူအုံစင်းတွေဖြစ်တယ်စကားများတော့ခဏသဘောထားကွဲလဲလုံးခဏပဲပြန်လေပေါင်းဆောင်ချမှာဖြစ်တယ်ဆိုတာတော့သိချတယ်ကျွန်တော်နှလုံးသားတွေကကွဲပြားနေတာမကောင်းဘူးဆိုတာတိတိကြီးနဲ့ကျွန်တော်တို့ရဲ့ကွဲပြားမှုကိုလည်းအရသာခံစားကြတယ်နော်တေဆုံးတဲ့သူမတေဆုံးတဲ့သူတွေလည်းတေဆုံးခဲ့ကြရပြီနော်အသက်ပေးခဲ့ကြပြီဒီအတွက်ကျွန်တော်တို့က80ပြီးဆက်သွားလို့မရတော့ဘူးဆိုတာကောင်းဆောင်ပြီးသိကြဆိုတော့အမြန်ဆုံးသွားရမယ်ဒါပေမဲ့ညံသွားလင်းပြန်ရင်လည်းပါဝင်တက်ပါဝင်ထိုက်တဲ့သူတွေနောက်ထပ်စိတ်ဝန်းကွဲပြားမှုတွေကိုကျွန်တော်တို့ကမလိုလားတော့စနစ်တကျကျွန်တော်တို့ကပါဝင်တက်ပါဝင်ထိုက်တဲ့သူတွေပါဝင်နိုင်ဖို့နောက်မလိုလားအပ်တဲ့ကွဲပြားမှုတွေမဖြစ်ပေါ်ဖို့တတိကြီးစွာနဲ့ဆင်ခြင်ပြီးတော့မှအချိန်ကာလကိုတော့ကျွန်တော်တို့ကပြောလို့မရပြီနဲ့အများဆုံးကျွန်တော်တို့ဒီစပွဲဝိုင်းနဲ့တွေးဆုံဆွေးနွေးမှုပိုင်းကိုရအောင်တော့ကျွန်တော်တို့ဆောင်ရွက်နေတယ်တွေးဆုံမှုတွေလည်းဆောင်ရွက်နေပါတယ်လို့ပြီးခဲ့တဲ့ session နေ့ကလည်းနှစ်ဖွဲ့ team leader တွေတွေးဆုံပြီးတော့မှကျွန်တော်တို့ရဲ့ ground rule လို့နောက်ပြီးတော့မှကျွန်တော်တို့ရဲ့ဒီအခြေခံဒီဥပဒေချမ်းပြန်လည်ရေးဆွဲမဲ့အဖွဲ့ရဲ့ member ဥယေတို့ကျွန်တော်တို့က draft ဆွေးနွေးထားတာတွေရှိတယ်ဒါကိုလည်းထပ်ပြီးတော့မှကျွန်တော်တို့အတီးကျူလက်မှတ်ရေးထိုးစရာတွေရှိပါတယ်ဆိုတာလေးထပ်ပြီးပြောချင်ပါတယ်ဟုတ်ကဲ့ဆရာအဲ့ဒါကြားလို့ကောင်းတဲ့သတင်းပဲကျွန်တော်အနေနဲ့ပြောမယ်ဆိုရင်တော့ ACB နဲ့ CC ပေါ့နော်အဲ့ဒါဘယ်လိုပေါင်းနိုင်မလဲသူတို့ပေါင်းနိုင်တကယ်ကောင်းမှာပဲဆိုတာကျွန်တော်ရဲ့ဆန္ဒပဲလေဒါနဲ့အခြေအနေကိုကြည့်တော့ကျွန်တော်တို့ချင်းပြည်သူအခြေအနေကိုကြည့်မယ်ဆိုတော့တချို့ဆိုရင်တော့ပေါင်းစည်းနိုင်မှာမဟုတ်ဘူးဆိုပြီးတော့မျှော်လင့်ချက်တွေကင်းပြီးတော့မှတချို့လူတွေဆိုရင်တော့မျှော်လင့်ချက်မရှိတော့ဘူးပေါ့နော်ဒီအချိန်ဟာမျိုးမှာအခုလိုဟာမျိုးပေါင်းစည်းဖို့နှစ်ဖက်အဖွဲ့အစည်းကစူးစမ်းလာတာကိုတွေ့ရတော့ကျွန်တော်အနေနဲ့ဒါဝန်မြောက်ကြောင်းလည်းဒီကနေ့ကျွန်တော်ထပ်ပြီးတော့ပြန်ပြောချင်ပါတယ်အဲ့ဒီနောက်မေးခွင့်မေးချင်တာအဲ့ဒီ statement မှာလေ CC statement မှာမြင်ရတာဗာလဲဆိုတော့ Zofate ဆိုတာလည်းမြင်တယ်
အခုမနေ့ကကျွန်တော်ပြန်ကြည့်လိုက်တော့အဲ့ဒီ Zofa တေးကိုကျွန်တော်မတွေ့တော့ဘူးအဲ့ဒီကိစ္စနဲ့ကျွန်တော်မေးချင်တာကလေဟို Chief Minister US လာတော့ကသူကအဲ့ဒီ Zofa တေးအကြောင်းကိုတကယ်ပြောတာသူပြောတဲ့ YouTube ကိုလည်းကျွန်တော် save ထားတယ်ဟာအဲ့ဒါသူပြောတာရိုးတော့မဟုတ်ဘူးသူတခုခုတော့လိုချင်တာလားသူတခုခုရည်ရွယ်ပြီးတော့ပြောတာဖြစ်မယ်လို့ကျွန်တော်ထင်တာပေါ့နော်ဒါကြောင့်သူ့ရဲ့ YouTube ကိုလည်းကောင်းကောင်း save လုပ်ထားတယ်ဒါနဲ့ CC နဲ့ ICNCC meeting စီဝေးstatement ကိုလာရှိတော့ကျွန်တော်လည်း Zofa တေးဆိုတာတွေ့တော့အဲ့ဒါဘာဖြစ်သွားလဲကျွန်တော်ကလည်းထင်တာပေါ့နော်လူအများကလည်းအဲ့ဒီ Zofa တေးအကြောင်းနဲ့ပတ်သက်ပြီးတော့တမျိုးထင်တာတွေ့ရတယ်ဆိုတော့အဲ့ဒီ Zofa တေးဆိုတာချင်းကိုစားရ Zofa တေးလို့ထိတွင်းထားတဲ့ဟာလေအခုတော့ဖြတ်သွားပြီဒါပေမဲ့မင်းချင်တာကလေအဲ့ဒါမဇိုးဖက်ကနဲ့လွှမ်းမိုးပြီးတော့ Zofa တေးကိုထိခိုင်းလာလားဒါမှမဟုတ်ကျွန်တော်တို့ချင်းလန်း council ဖက်ကနဲ့အဲ့ဒါထိတာဘာမှမရှိပါဘူးလို့အဲ့ဒီ meeting တုန်းကယူဆလို့ထိသွင်းတာလားအခုတော့ဖြစ်သွားပြီလေအဲ့ဒါဖြစ်သွားတဲ့အကြောင်းရင်းလဲဒီကနဲ့အဲ့ဒီအကြောင်းကိုပေါ့နော်ရှင်းပြဖို့ဒီကနဲ့ဖိတ်ခေါ်ချင်ပါတယ်ဟုတ်ကဲ့ရှိမှလဲကျွန်တော်ပြောပြပါမီဇိုရမ်နဲ့ကျွန်တော်တို့ချင်းလူမျိုးတွေဆိုတာရှင်းပြောလို့ရှိရင်ကိုလိုနီမနေမြေပိုင်းခြားမှုကြောင့်တာကျွန်တော်တို့ကနိုင်ငံတစ်နိုင်ငံဒါမှမဟုတ်ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံးနိုင်ငံကျွန်တော်တို့ပြန်ကျဲပြီးတော့မှကျွန်တော်တို့ချင်းလူမျိုးတွေစူးစီးမှုပွဲပြခဲ့ကြရတယ်ဒါတော့တမိုင်းကြောင့်ဖြစ်ပါတယ်ညင်းလို့မရတဲ့ကြောင့်ဆိုတော့အခုဆိုဖာနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကတော့သူတို့ဟိုရင်ကလေးကဇိုရိုတို့ဘာတို့ရဲ့အိမ်မက်တွေဆို reunification organization တွေကနေပြီးတော့မှကျွန်တော်တို့ဟာသူတုံးစင်းနေဖြစ်တဲ့ကိုလိုနီနဲ့မြေပိုင်းခြားသတ်မှတ်မှုရအားလုံးကွဲပြားသွားတယ်ဟုတ်လားဒီနေ့ကျရင်တော့ကျွန်တော်တို့ပြန်လဲပေါင်းစုံနိုင်မရမယ်ဆိုတော့သူတို့ရဲ့အိမ်မက်တွေကကျွန်တော်တို့အာနာမသိမ့်ခင်ကလေးကရှိပြီးသားကျွန်တော်2016မီဇိုရမ်ရောက်စဉ်ကလေးကအစိုးရတို့သွားတဲ့အခါမှာသူတို့ပြောတဲ့သူတို့ရဲ့အိမ်မက်တွေကိုကျွန်တော်ကြားဘူးပါတယ်ဒီတော်လိုင်းကာလမှာဖြစ်လာတဲ့ကိစ္စရပ်တော့မဟုတ်ဘူးလို့ကျွန်တော်တော့မြင်တယ်အခုလည်းပဲကျွန်တော်တို့ဒီ so far ဆိုတဲ့ကိစ္စရပ်တွေသူတို့ထည့်သွင်းလာတာကဒီရချစ်ရှိနဲ့ဒီလွှမ်းမိုးခြင်းတဲ့စိတ်ဆန္ဒနဲ့ထည့်သွင်းလာတာမဟုတ်ဘူးလို့ပဲကျွန်တော်ကတော့ဟိုရိုးသားသားပဲမြင်တယ်ဒါပေမဲ့ကျွန်တော်ကတော့မီဇိုစာတော့အများကြီးမကျွမ်းကျင်ဘူးမီဇိုကလည်းဟိုတင်ကြည်တောင်ပိုင်းဖြစ်တဲ့နဲ့ကျွန်တော်ဟိုအထမ်းဝေးတယ်ပေါ့နော်ဒီဟာတွေကိုတော့ကျွန်တော်သတိမထားမိကျွန်တော်ကတော့အဓိကသူတို့ဒီဗမာလိုအတိတ်ပဲပြန်ဆိုချက်မှာပဲကျွန်တော်ကတော့ပြန်ပြီးတော့မှရေးသားထားတယ်ဗမာလို statement ထုတ်ထားတာအားလုံးတွေ့မှာပါမြန်မာလိုထုတ်ထားတဲ့statement မှာတော့ကျွန်တော်တို့ချင်းပြည်ချင်းမျိုးသားကောင်စီအဖြစ်ဖွဲ့စည်းရန်သဘောတူပြီးရန်လိုပဲပါတယ်နော်ဖွဲ့စည်းရန်သဘောတူပြီးနောက်တစ်ခုကတော့ဒီဥပဒေချမ်းကော်မတီတရားကိုလည်းဖွဲ့စည်းရန်သဘောတူဆိုရန်လိုပဲပါဆိုတော့ရန်ဆိုတာကဖွဲ့စည်းမိလို့မပြောသေးဘူးကျွန်တော်တို့ရဲ့ဒီဆက်ပြီးသွားရမယ်ညှိနှိုင်းရမယ်ဟာတွေအများကြီးရှိသေးတယ်ဆိုတာကိုကျွန်တော်တို့ဗမာလိုမြန်မာလိုကြီးညာချက်မှာနှစ်ဖက်လိုကိုနဲ့ကြီးညာချက်မှာရှာကြည့်ရင်တွေ့ပါမယ်ဆိုတော့ဒီဆိုဖာနဲ့ပတ်သက်လာလို့ရှိရင်တော့ကျွန်တော်တို့အများကြီးပြောဆိုရမယ်အချိန်မတန်သေးဘူးလို့ကျွန်တော်ထင်တယ်အခုအများကြီး online ပေါ်တွေမှာလည်းတွေ့မှာပေါ့နော်ကျွန်တော်တို့ဒီချင်းပြည်ကိုစီယုံတာတို့နော်ဒီအိန္ဒိယနဲ့ပေါင်းစည်းဖို့ဆိုတဲ့ကိစ္စရပ်တွေလည်းပေါ်လာတဲ့အခါမှာကျွန်တော်အနေနဲ့ကျွန်တော်တို့ရဲ့ဟိုကိုပိုင်လွတ်လပ်ခန့်တဲ့လူမျိုးဖြစ်တည်မှုအပေါ်မှာတော့ကျွန်တော်တို့ကအများကြီးဆွေးနွေးရအောင်မယ်အများကြီးကျွန်တော်တို့ကပြင်ဆင်ထားစရာတွေရှိအောင်မယ်ဒါကြောင့်မလို့အခုဇိုဖာလို့ထဲသွင်းရေးထားတာမျိုးရှိသည်ဖြစ်စေမရှိသည်ဖြစ်စေကျွန်တော်တို့ရဲ့ဥတီချက်ကနှစ်ဖက်အဖွဲ့အများဆုံးပေါင်းစည်းဖို့ပဲဖြစ်ပါတယ်နှစ်ဖက်အဖွဲ့အများဆုံးပေါင်းစည်းပြီးတော့မှတစ်ခုတည်းသောအုပ်ချုပ်ရေးပေါ်ဆောင်ဖို့တစ်ခုတည်းသောကျွန်တော်တို့တမတော်ပေါ်ပေါက်ဖို့ကောင်းမွန်တဲ့အင်အားတောင့်တင်းတဲ့ခိုင်မာတဲ့ကျွန်တော်တို့ဒီကာကွယ်ရေးတပ်ဖွဲ့တွေပေါ်ပေါက်ဖို့နဲ့အုပ်ချုပ်ရေးတစ်ခုတည်းသောအုပ်ချုပ်ရေးမှာကျွန်တော်ပေါင်းစုပြီးတော့မှကျွန်တော်တို့လိုလားတဲ့အနာဂတ်ကျွန်တော်တို့ချင်းပြည်ကိုဘယ်လိုတည်ဆောက်မလဲဆိုတဲ့လမ်းစဉ်ကိုဆွေးနွေးရမယ်အဆင့်မျိုးကိုအများဆုံးရောက်ရှိဖို့လိုအပ်တဲ့အချိန်ဖြစ်တဲ့အတွက်ဒီရေးသားတွေကကျွန်တော်တို့အတွက်အများကြီးထိခိုက်စရာမရှိတော့ဘူးစိတ်ထဲမှာဘာကောမလဲမတင်ကမယုံတင်ကဖြစ်စရာလည်းမရှိတော့ဘူးလို့ကျွန်တော်တို့မြင်ပါတယ်ဒါတော့ကျွန်တော်ရဲ့အမြင်ဖြစ်ပါတယ်ဆရာပြောသလိုပေါ့နော်အားလုံးပြည်သူလူထုအများကတော့ကျွန်တော်တို့ချင်းလူမျိုးတွေကလူမျိုးတမျိုးတစုတည်းပဲဆိုပြီးတော့ပေါင်းစည်းမှုကိုအားလုံးကရက်ဆန္ဒပေါ့လေဒါပေမဲ့တချို့လူတွေကလည်းတန်တရားရှိတဲ့လူတွေလည်းတချို့မှာတော့ရှိတဲ့လူတွေလည်းရှိတာပေါ့ဒါနဲ့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မေးခွန်းတစ်ခုထပ်မေးချင်တာကဒါဆိုရင်တော့ကျွန်တော်တို့ပေါင်းစည်းဖို့ဆိုတာလိုချင်တယ်ဒါပေမဲ့ practical
practical မှာဘယ်လိုဖြစ်လာမလဲဆိုတာအခုလဲတန်တရားရှိတဲ့လူတွေတချို့လည်းရှိနိုင်တာပေါ့နော်ဒါကြောင့်မေးခွန်းတစ်ခုမေးချင်တာကဥပမာအဖြစ် ICNCC ကချင်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကနဲ့ချင်းအမျိုးသားအလံပေါ့နော်အခုချင်းအမျိုးသားအလံကချင်းနိုင်ငံ constitution မှာရှိတာပေါ့နော်အဲ့ဒါကိုဖေရှားဖို့ delete လုပ်ဖို့ပေါ့နော်တောင်းဆိုတယ်ဆိုရင်တော့ CC ဖက်ကလက်ခံနိုင်မလားထိုနည်းတူပဲ CB ဖက် ICNCC ဖက်ကနဲ့ကျွန်တော်တို့တော့ data ဆွေးအုပ်ချုပ်မှုတော့ကျွန်တော်တို့လက်မခံနိုင်ဘူးtownship အနေနဲ့ပဲကျွန်တော်တို့တွားချင်တယ်လို့သူတို့ရဲ့ဆန္ဒကို CC ဖက်ကလူကြီးတွေခေါင်းဆောင်တွေရှိမှသူတို့ရဲ့ဆန္ဒကိုဖော်ထုတ်မယ်ဆိုရင်တော့ CC ဖက်ကခေါင်းဆောင်တွေကအဲ့ဒါကိုလက်ခံနိုင်မလားအဲ့ဒါသူတို့ CC ဖက်ကလက်မခံရင်ဘယ်လိုဖြစ်မလဲ CC ဖက်ကလည်း data ဆွေးအနေနဲ့ပဲတွားချင်တယ်ဆိုတော့အဲ့ဒါကိုလည်း CB ဖက်ကလက်မခံရင်ဘယ်လိုဖြစ်နိုင်မလဲအဲ့ဒါဖြစ်နိုင်အောင်ရောဆရာကဘယ်လိုယူဆတယ်လဲဘယ်လိုထင်တယ်လဲပေါ့နော်for future အတွက်ဟုတ်ကဲ့ရန်ကောင်းတဲ့မိခွန်းပါဒါကရန်ရေးကြည့်တယ်လေကျွန်တော်မြင်ဆိုတော့ဒီအလံကိစ္စနဲ့ပတ်သက်လာလို့ရှင်ကျွန်တော်တို့ချင်းအမျိုးသားလန်နဲ့လေဒီ online ပေါ်တွေမှာဒါကဘသူလန်ပါဒါတော့ကျွန်တော်တို့ချင်းအမျိုးသားလန်မဟုတ်ပါဘူးဆိုတော့ online social media ပေါ်တွေမှာများစွာပြန့်နှံ့ပြီးမလိုလားအပ်တဲ့စေဝန်းကွဲပြားမှုတွေလည်းဖြစ်ပေါ်စေတဲ့အကြောင်းအရာတစ်ခုဖြစ်တယ်လို့ကျွန်တော်ဆိုတော့ဒီအလံကကျွန်တော်တို့ CC မှာဘာဖြစ်လို့အတည်ပြုခဲ့တယ်လဲဆိုတာဒေချာသိဖို့လိုပါဆိုတော့ကျွန်တော်တို့ဒီ CC စီခံမှုတွေရေးဆွဲရေး W4C မှာလဲကိုယ်တိုင်ပါဝင်ခဲ့တယ်လို့တက်ကြွစွာပါဝင်ဆွေးနွေးပြီးတော့မှဖြစ်စဉ်တစ်ခုလုံးမှာစိတ်နဲ့ပြီးပါဝင်လာခဲ့တဲ့သူဖြစ်တယ်လို့ဒါကိုအမှန်တရားကိုတော့ကျွန်တော်ပြောချင်ပါတယ်ဆိုတော့ဒီအလံကအစုအဖွဲ့၃ခုနဲ့ပထမကျွန်တော်ပြောပြီးပြီ CC ကိုစတင်ဖွဲ့စည်းတဲ့အခါမှာတောက်တိုင်၃ခုနဲ့ဖွဲ့စည်းတယ်ဆိုတော့ AP စုဖွဲ့တော်၎င်း PNF စုဖွဲ့တော်၎င်းမြို့နယ်ဒေသစုဖွဲ့တော်၎င်းအစုအဖွဲ့၃ခုကိုကျွန်တော်တို့ကအလံ drop ဒီတင်သွင်းခိုင်းတယ်တင်သွင်းခိုင်းတဲ့အခါမှာဒီမြို့နယ်ဒေသဘက်ကလည်းကျွန်တော်တို့လန်တိတိကျကျ draft ကိုကျွန်တော်မတင်သွင်းခံနိုင်ခဲ့ဘူး။နောက်တစ်ဖက်ကလည်း MP စုဘက်ကလည်းကျွန်တော်တို့ပြင်ဆင်ထားတဲ့ land draft ကိုတင်သွင်းတာမရှိခဲ့။ဆိုတော့ CNF ဘက်ကတို့ရဲ့အသုံးပြုလာတဲ့တော်လှန်ရေးအလံနော်တော်လှန်ရေးအလံအမျိုးသားအလံပေါ့နော်တို့အသုံးပြုတဲ့အမျိုးသားအလံတို့တင်သွင်းလာတဲ့အခါမှာအားလုံးရဲ့ဆွေးနွေးချက်အရတော်လှန်ရေးကာလအတွင်းမှာတော့လောလောဆယ်permanent constitution တော်၎င်းtransitional constitution တော်၎င်းကျွန်တော်တို့မရေးဆွဲမီကာလမှာတော့တော်လှန်ရေးကာလမှာတော့ဒီအလံကိုကျွန်တော်တို့အသုံးပြုကြတာအဆင်ပြေပါတယ်ကျွန်တော်တို့2023ချင်းပြည်ချင်းလင်းဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းပဲရေးသားဖော်ပြထားပါတယ်နော်တော်လှန်ရေးကာလတွင်ချင်းပြည်ချင်းအလံကိုအောက်ပါအလံကိုအသုံးပြုသည်ဆိုရင်မှကျွန်တော်တို့တိတိကျကျတော်လှန်ရေးကာလဟုတ်တယ်တော်လှန်ရေးကာလအဖြစ်နဲ့ပဲကျွန်တော်တို့ကအတည်ပြုထားခဲ့ကြတာဖြစ်တယ်ဆိုတာအပြီးပြောချင်ပါတယ်ဒါကြောင့်ဒီအလံကိစ္စတွေကတကယ်လို့ကျွန်တော်တို့ပုံမှန်103ပေါ့နော်ပုံမှန်103မှာကျွန်တော်တို့တိကျပေါ်ပြထားတယ်တော်လှန်ရေးကာလအတွင်းချင်းပြည်ချင်းလင်းအလံတီအောက်ပေါ်ပြပါအတိုင်းဖြစ်ရှေ့မှာရေးထားတဲ့တော်လှန်ရေးကာလအတွင်းဆိုတာကိုဘယ်သူမှမဖတ်ဘူးဒီကျွန်တော်တို့ရဲ့ချင်းလင်း constitution ကိုလည်းကျန်တဲ့သူတွေကလည်းဖတ်ပါပြင်ချင်တာကိုလည်းဘယ်ဟာကမှားတယ်မှန်တယ်ဆိုတာဒီစာအုပ်ကိုလေ့လာပြီးမှဖတ်မှတာတယ်မှားတဲ့အရာတွေကိုလည်းပြင်နိုင်တယ်မဖတ်ဖဲနဲ့ online ပေါ်မှာကျွန်တော်တို့ကပြောနေတာကတစ်ခါတလေကြလို့ရှင်အရန်ကျွန်တော်တို့ရှက်ဖို့ကောင်းကျွန်တော်တို့ကအမျှော်မြင်ရှိနဲ့တော်လှန်ရေးကာလအတွင်းလို့ရေးထားတာကိုမိလျော်ပြီးဒါဟာအလံဖြစ်အပြီးမှပြုလိုက်တယ်ဆိုတဲ့ဟာမျိုးပြောဆိုဆွေးနွေးချက်မျိုးတွေကိုတော့ကျွန်တော်တို့မလုပ်တာကောင်းတယ်လို့ပြောချင်တယ်ဒါကြောင့်တော်လှန်ရေးကာလအတွင်းလို့ရေးထားတာဖြစ်တဲ့အတွက်နောက်ထပ်ကျွန်တော်တို့လာမယ့် constitution မှာချင်းတမျိုးသားလုံးသဘောတူညီနိုင်တဲ့ကိစ္စရပ်မျိုးဆိုဒီဟာကိုသဘောတူတယ်ဆိုလဲဒါကိုဆက်အသုံးပြုမှာပေါ့ဟုတ်တယ်သဘောမတူဘူးဆိုရင်ထပ်ပြီးတော့မှကျွန်တော်တို့ဆွေးနွေးရမှာပေါ့ကျွန်တော်လက်ထဲမှာပဲရှိတယ်ကျွန်တော်ချင်းလူမျိုးချင်းအမျိုးသားတွေရဲ့လက်ထဲမှာရှိတဲ့ကိစ္စရပ်ဟာအရန်ကိုမှကျွန်တော်တို့သဘောထားကွဲပြားစရာဖြစ်နေကျွန်တော်မလုပ်သင့်ဘူးကျွန်တော်တို့ကိုယ်တိုင်အားလုံးတိုင်ပင်ညှိနှိုင်းပြီးတော့မှဘယ်ဟာကတင့်တော်တယ်ဘယ်ဟာကမတင့်တော်ဘူးဘယ်ဟာတော့ဖြစ်တင်တယ်ဘယ်ဟာမဖြစ်တင်ဘူးဆိုတာတော့ကျွန်တော်တို့ရဲ့ဆုံးဖြတ်ခွင့်ကျွန်တော်တို့ချင်းလူမျိုးတွေရဲ့စိတ်ကူးပုံဖော်မှုပါပဲရှိပါတယ်လို့အပြီးပြောချင်တယ်ဒါကပထမအချက်ပေါ့ဒုတိယအချက်အနေနဲ့ပြောချင်တာကတော့ဒီမြို့နယ်ဒေသတွေရဲ့ကွဲပြားမှု
နော်လက်ရှိဒေါ်လာရေးကာလပေးထားချက်ကကျွန်တော်ချင်းပြည်မှာသူ့ဖွဲ့မှုတစ်ခုအောက်မှာကျွန်တော်ဒေါ်လာခဲ့ကြတာမဟုတ်ဘူးတက်ကောင်တောင်ကျောလိုက်တော်လကောင်းလူမျိုးတွေရှိကိုအခြေခံပြီးမှတော်လကောင်းရရလက်နဲ့မိမိနယ်မြေမိမိဒေတာအုပ်ချုပ်ရေးမိမိဒေတာကာကွယ်ရေးကိုလှုပ်ဆောင်နေကြတာလေးနဲ့ရှိလာပြီဒီအခြေခံအကြောင်းတရားကိုကျွန်တော်တို့မေ့ပြောက်လို့မရတော့အရင်က stick ဆိုတဲ့ chain stick ဆိုတဲ့အောက်မှာ9မြို့နယ်ရှိခဲ့တယ်ကျွန်တော်ကိုယ်တိုင်လဲICNCC မှာရှိခဲ့စဉ်က9မြို့နယ်ကိုအခြေခံမှသာလဲအဆင်ပြေမယ်ဆိုတဲ့အတွေးခေါ်မျိုးတွေကျွန်တော်ရှိခဲ့ပါသူ့ပါတော့လဲပဲအခုပေးထားချက်ကိုကမြို့နယ်ဒေတာနဲ့လက်နက်ကင်ဖွဲ့စည်းတွေအုပ်ချုပ်ရေးတွေသူ့ဒေသန္တရအုပ်ချုပ်ရေးသူ့အစုနဲ့သူလေးနဲ့တာရှိလာတဲ့သူတွေကိုကျွန်တော်တို့ကဖြစ်စည်းပါဖြစ်သိမ့်လိုက်ပါလို့ပြောဖို့ဟာကျွန်တော်တို့ချင်းယေစုစည်းမှုမှာအတိတ်ပဲရှိပါမလားဆိုတာအရင်ကျွန်တော်ပြီးဖွင့်မေးချင်လက်ရှိတရားပေါ်မှာအခြေခံတဲ့တွေးခေါ်မှုဖောက်ထွက်မှုမျိုးကိုကျွန်တော်တို့မဖောက်ထွက်ဘူးဆိုရင်ကျွန်တော်တို့ချင်းမျိုးသားစုစည်းညီညွတ်ရေးနဲ့ချင်းမျိုးသားတည်ဆောက်ရေးချင်းပြည်တည်ဆောက်ရေးမှာကျွန်တော်တို့တကယ်တမ်းကောအောင်မြင်မှုရှိနိုင်ပါ့မြေပြင်ရှိတရား၄နှစ်တာဖြတ်တန်းလာတဲ့ကျွန်တော်တို့ဒေတာတွေရဲ့အခြေအနေဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေရဲ့အခြေအနေကိုလက်လျူရှုပြီးကျွန်တော်တို့ဟာဒီလိုပဲလက်ခံထားပါတယ်ဆိုတော့ဒီမြို့နယ်ဒေတာတွေရဲ့ရှိနေပြီးသားရှိရင်းဆွဲအုပ်ချုပ်ရေးတွေကိုကျွန်တော်တို့တကယ်ကောကင်တွယ်နိုင်ပါမလားဒီဟာဒီပေါ်မှာအခြေခံပြီးကျွန်တော်စဉ်းစားတင်တယ်လို့ကျွန်တော်ဆိုတော့ဆရာရဲ့မေးခွန်းဖြစ်တဲ့ဒီမြို့နယ်နဲ့ရပ်တည်မယ်ဆိုရင်ဒေတာတွေကိုခွင့်မပြုဘူးဆိုရင်ဆိုတာထက်ဒီနှစ်ဖက်ကောင်းဆောင်များအနေနဲ့ကျွန်တော်တို့တော်လှန်ရေးကာလပေးထားချက်ကျွန်တော်တို့ရဲ့ဖြစ်ပေါ်နေတဲ့လက်ရှိ reality ပေါ်အခြေခံပြီးတော့မှဖောက်ထုတ်ရမှာဖြစ်ကျွန်တော်တို့လက်ထဲမှာပဲရှိချင်းပြည်ရေးဒီကျွန်တော်တို့ရဲ့ဆုံးဖြတ်ခွင့်မှာရှိကျွန်တော်တို့ရဲ့သဘောထားပေါ်မှာပဲရှိကျွန်တော်တို့တွေကောင်းဆောင်တွေအမျှော်မြင်ပေါ်မှာပဲချင်းပြည်စုစည်းညီညွတ်ရေးဟာရှိနေတယ်ဆိုတာအားလုံးကသဘောပေါက်ဖို့လို့ဒါကြောင့်ထပ်ပြီးဆွချင်တာတော့ CJDC မှာလည်းပဲ18ဖွဲ့နဲ့တို့တွားခဲ့ကြတာပဲ9ဖွဲ့နဲ့ CJDC မှာတွားခဲ့တယ်ဆိုတော့တစ်မျိုးပေါ့ ICNCC ပေါ်ပေါက်ပြီးဒီ CJDC ပေါ်ပေါက်တယ် CJDC ကလက်နက်ကင်စုဖွဲ့အနေနဲ့ဒီ CJDC ကိစ္စရပ်တည်ဆိုရင်လည်းကျွန်တော်ကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့ပူတယ်နော်ဒါတွေပြောပြမယ်ဆိုတော့အရှိကြီးပဲနော်ဒါကြောင့်ဒီ CJDC ပေါ်ပေါက်လာခြင်းရဲ့ကနဦးမှာလည်းပဲဒီအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ပြည်ညာရေးကော်မတီ NUG ရဲ့လက်အောက်ကနဲ့ကျွန်တော်ဟာမဟာမိတ်ဆက်ဆံရေးကော်မတီဖွဲ့ကောင်းဆောင်ဖြစ်တယ်ဖွဲ့ကောင်းဆောင်ဖြစ်တဲ့ကိုချက်ပြည်တဖို့ကဖြစ်တာနဲ့အညီချက်ပြည်တို့မှာကွဲပြားမှုတွေအဲ့တော့မှရှိခဲ့တယ်နော်မပြောလို့မဖြစ်လို့ကျွန်တော်ပြီးဆိုပြောချင်အရေးကြီးလို့ဆိုတော့ CJDC စတင်ပေါ်မပေါ်ပေါက်မီကာလမှာစိတ်ဝင်ကွဲပြားနေကြတယ်တော်လှန်ရေးအင်အားစုတွေကိုမျိုးနယ်ကိုဒေတာနဲ့ရှိနေကြပြီနော်စုဖွဲ့မှုကောင်းမွန်တဲ့အန်ဂရုတစ်ခုအာမီတစ်ခုအောက်မှာတွားနိုင်ဖို့ကိုတို့စဉ်းစားဖို့စုဖွဲ့နဲ့ကို MOD ကိုချိတ်ဆက်ဖို့လုပ်လာတယ်တို့ MOD ကိုချိတ်ဆက်ဖို့လုပ်လာတဲ့အခါမှာ MOD ကဒါလိုချိတ်ဆက်လို့တော့မရဘူး ERO နဲ့တစုတစည်းတဲ့ joint committee တရားတော်ဖွဲ့စည်းပေးပါဖြစ်မယ်ဆိုပြီးကျွန်တော်မဟာမိတ်ဆက်ဆံရေးအဖွဲ့ကောင်းဆောင်ဖြစ်တဲ့ကျွန်တော်ကိုအကြောင်းကြားလာတဲ့အခါမှာ2021ဇူလိုင်လဩဂုတ်လဒီနှစ်လလုံးမှာကျွန်တော်တို့တွေ့ဆုံဆွေးနွေးမှုတွေလုပ်တဲ့အခါမှာ MOD အနေနဲ့အဲ့ဒီတုန်းကကျွန်တော်တို့ကွဲပြားမှုတွေရှိတယ်ချင်းရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များဟာနော် CDF တွေကို PDF အဖြစ်နဲ့ MOD လက်အောက်မှာတွန်းပို့စူးစမ်းနေတယ်ဆိုတော့သတင်းမှားတွေလည်းအဲ့ဒီတုန်းက2021နေဦးပိုင်းမှာဆရာတို့သတိထားမိကြပါလေအဲ့လိုဖြစ်ပေါ်လာတဲ့ကာလမှာ CDF ကို CDF ဖြစ်တဲ့တိမှပြုပေးပါတိုက်ပွဲတွေလည်းဆင်နွှဲခဲ့ပြီးပြီတော်လှန်ရေးကိုလည်းဒီ CDF ဖြစ်တဲ့တာဝန်ယူခဲ့ပြီးပြီ MOD နေနဲ့လည်းထောက်ပံ့မှုတွေပေးပါဆိုပြီးMOD အစည်းအဝေးမှာကျွန်တော်ကိုယ်တိုင်တင်ပြတယ်ဒီမှာပဲ MOD ဒီကာကွယ်ရေးဝန်ကြီးဌာနဘက်ကရတယ် local defense force တွေအနေနဲ့ကျွန်တော်တို့အတိမပြုတယ်တာရင်တပ်ဖွဲ့တွေကိုတော့ကောင်းမွန်စွာစုစည်းပါဒါစနစ်တကျစုစည်းပြီးတော့မှကောင်းမွန်တဲ့JC ပေါ့ joint defense committee တခုတော့ကောင်းမွန်စွာဖွဲ့စည်းပေးဖို့တို့တောင်းဆိုလာတဲ့အခါကျွန်တော်တို့အနေနဲ့မဟာမိတ်ဆက်ဆံရေးအဖွဲ့ team leader အနေနဲ့ကျွန်တော်ကိုယ်တိုင်က CJDC ကိုစအဖွဲ့စည်းဖို့အတွက်အားလုံးချင်းပြည်နယ်အတွင်းမှာရှိနေတဲ့ CDF ခေါင်းဆောင်တွေအားလုံးကိုအစည်းအဝေး3ချိန်4ချိန်ခေါ်ပြီးတော့မှဒီ CNF နဲ့ပူးပေါင်းဆောင်ရွက်ခိုင်းတဲ့အခါမှာ CJDC ပေါ်ပေါက်လာခြင်းဖြစ်တယ်လို့ထပ်ပြောချင်တယ်ဒီအမှန်တရားတွေကိုလက်ထူရှုပြီးကျွန်တော်သွားလို့မရဘူးဆိုတော့ CJDC မှာလည်းကျွန်တော်တို့လိုလားတာကဘာဖြစ်လို့ CJDC ကိုဖွဲ့စည်းတာလဲတို့ကောင်းမွန်တဲ့စုစည်းမှုတည်ရေးစုစည်းမှုကိုလိုချင်တယ်ကောင်းမွန်တော့ COC ကောင်းတစ်ခုအောက်မှာကောင်းမွန်တဲ့တော်လှန်ရေးအင်အားစုခိုင်မာတဲ့တော်လှန်ရေးအင်အားစု
ပူးပေါင်းဆောင်ရွက်မှုအားကောင်းတဲ့တော်လှန်ရေးအင်အားစုတရားအဖြစ်ပေါ်ဆောင်ခြင်းလို့ကျွန်တော်တို့CJDC ကိုဖွဲ့စည်းခဲ့သို့ပါတော့လည်းပဲ CJDC မှာကျွန်တော်တို့ထင်တလောက်ကျွန်တော်တို့ရည်မှန်းတလောက်အောင်မြင်မှုတွေမရရှိခဲ့တာလေဆရာတို့အားလုံးအသိဖြစ်တယ်နော်ဒီမှာပဲစိတ်ဝန်းကွဲပြားမှုတွေများစွာဖြစ်ပေါ်ခဲ့တာကျွန်တော်တို့တော့သိခဲ့အဲ့ဒီမှာလည်းပဲ CJDC မှာကျွန်တော်တို့ဒီ MP စုဖွဲ့အနေနဲ့ပထမတော့9ယောက်တမျိုးနဲ့တယောက်စီနဲ့ CJDC မှာတွားပြီးပူးပေါင်းဖို့ကျွန်တော်တို့စူးစမ်းခဲ့ကြသို့ပါတော့လည်းပဲစစ်ရေးနဲ့နိုင်ငံရေးဟာရောထွေးတာမကောင်းဘူးစစ်ရေးကိုတီးခြားသူတို့လှုပ်ဆောင်နိုင်ကြပါစေတို့နိုင်ငံရေးအခမ်းကဏ္ဍဖြစ်တဲ့ ICNCC မှာပဲကောင်းမွန်တဲ့ဘုံဝါဒတွေနဲ့ပြည်ပြည်အုပ်ချုပ်ရေးဖော်ဆောင်နိုင်ဖို့ကျွန်တော်တို့စူးစမ်းမယ်ဆိုပြီးကျွန်တော်တို့ MP များဟာ CJDC မှာတွားပြီးမပါတဲ့အခါကာလမှာဒီ CJDC တို့မှာစိတ်ဝန်းကွဲပြားမှုတွေဟာဒီနေ့ CC ICNCC CB ကွဲပြားမှုရဲ့အခြေခံစိတ်ဝန်းကွဲပြားမှုတစ်ခုဖြစ်တယ်လို့လည်းကျွန်တော်ပြောချင်တာပြီးတော့မှအချုပ်ပြောရလို့ရှိရင်အခုဆရာမေးတဲ့မိခွန်းရဲ့ဒီမြို့နယ်ဒေသတွေကွဲပြားတယ်ဆိုတာက CJDC မှာကလေးက18ဖွဲ့အနေနဲ့သူတို့ဒီကိုယ်တိုင်အတိမတ်ပြုခဲ့ကြပြီးသားဖြစ်တဲ့အတွက်မြို့နယ်ကိုမြို့နယ်နဲ့အခြေခံပြီးသွားမယ်ဆိုတဲ့မျိုးထက်လက်ရှိမြေပြင်မှာအရှိတရားဒေသန္တရအုပ်ချုပ်ရေးပေါ်ဆောင်နိုင်တဲ့အဖွဲ့အစည်းတွေကိုအခြေခံပြီးစုစုစည်းစည်းညီညွတ်နဲ့ကျွန်တော်တို့တွားဖို့လိုအပ်လိမ့်မယ်လို့တော့ကျွန်တော်ပြောချင်ပါတယ်ကျေးဇူးတင်ဟုတ်ကဲ့ဆရာဒါဆိုတော့နောက်ဆုံးမှာပြောတဲ့ point လေးကိုကျွန်တော်ယူချင်တယ်ကျွန်တော်တို့အခုနှစ်ဖက်အဖွဲ့အစည်းကပေါင်းစည်းချင်တယ်ဒါနဲ့ဆရာအနေနဲ့မေးချင်တာဆရာအနေနဲ့ပဲဖြစ်ဖြစ်အခု CCC အနေနဲ့local မှာလည်း CDF အများကြီးပဲရှိတယ်ဆိုတော့သူတို့ကလည်းဘယ်လိုချင်မလဲပေါ့နော်ထပ်ပြီးတော့မေးချင်တာကဒါဆိုရင်တော့ ICNCC ဖက်ကနဲ့သူတို့ township မြို့နယ် system ကိုအုပ်ချုပ်ရေး system ကိုသူတို့ဖက်ကနဲ့အဲ့ဒီ system ကိုမပြောင်းချင်ဘူးဆိုရင် CC ဖက်ကနဲ့ရောနှစ်ဖက်ပေါင်းစည်းဖို့အတွက်လက်လျှော့ပြီးတော့လက်ခံနိုင်မလားဆရာအနေနဲ့လက်ခံနိုင်မလားပြီးတော့ local CDF အနေနဲ့ရော CC အနေနဲ့ရောသူအဲ့ဒီအခြေအနေရောက်လာတယ်ဆိုရင်တော့လက်ခံနိုင်မလားဆိုတာထပ်ပြီးတော့မေးချင်တယ်ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ဒီစပွဲဝိုင်းပေါ်မှာအဖြေရှာမှာဖြစ်ပါတယ်ကျွန်တော်သဘောဆန္ဒတစ်ခုနဲ့ဒီမိခွန်းကဖြေရှာလို့မရဘူးအဓိကတော့ကျွန်တော်တို့ချင်းလူမျိုးတွေဘလောက်အထိအရှိတရားပေါ်မှာအခြေခံတယ်လဲဆိုတဲ့ပုံချင်းလူမျိုးတွေဘလောက်အထိစုစည်းညီညွတ်ဖို့ဆန္ဒရှိတယ်ကျွန်တော်ချင်းတမျိုးသားလုံးစုစည်းညီညွတ်မှုဘလောက်အထိအရေးကြီးတယ်ဆိုတဲ့အခြေခံချင်းကပ်မှုဘလောက်ရှိလဲနောက် reality ပေါ်မှာလက်ခံနိုင်တဲ့ကျွန်တော်တို့စဉ်းစားတွေးခွင့်မှုဘလောက်ရှိလဲဆိုတဲ့ပုံဒီပါလိမ့်ဒီအဖြေကတော့စပွဲဝိုင်းပေါ်မှာပဲကျွန်တော်တို့အပြည့်အကျအဖြေရှာပြီးဆွေးနွေးရဖို့ဖြစ်တယ်အဓိကကတော့ကျွန်တော်တို့ချင်းကောင်းဆောင်တွေဒီတန္တရမှာတော့လကောင်းချင်းပြည်ချင်းလင်းအစစ်မှာတော့လကောင်းဥဆောင်နေတဲ့ပုဂ္ဂိုလ်တွေရဲ့အနှောအမြင်နော်ပေါ်မှာမူတည်ပြီးတော့မှဖြေတစ်ခုတော့ထွက်ပါလိမ့်မယ်ဟုတ်ကဲ့ကျေးဇူးပါဒါဆိုရင်တော့နောက်ဆုံးပိုင်းအနေနဲ့ပေါ့နော် CC နဲ့ ICNCC ဒါမှမဟုတ်ချင်းလူမျိုးအားလုံးအောင်မြင်စွာပေါင်းစည်းနိုင်ရအတွက်ဆရာအနေနဲ့ဘယ်လောက်ထိနောက်ပိုင်းမှာလဲနောက်ပိုင်းတွေးဆုံခါမှာလဲဆရာ leader ဥဆောင်မယ်ဆိုရင်တော့ဘယ်လောက်ထိအောင်မြင်ဖို့ပေါ့နော်အစီအစဉ်ရှိတယ်လဲဘယ်လောက်ထိစူးစမ်းမှုပေါ့နော်အစီအစဉ်ရှိတယ်လဲဆိုတာထပ်ပြီးတော့နောက်ဆုံးမေးခွန်းအနေနဲ့မေးချင်ပါတယ်ဟုတ်ကဲ့ဒီမိခွန်းအရာဆိုရင်တော့ဒီကြားရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီတော်လှန်ရေးရဲ့အရှိတရားကိုကျွန်တော်တို့ကသေချာဆင်ခြင်သုံးသပ်ဖို့လိုပါတယ်အခုတိုင်းသားဒေသအသီးသီးရဲ့တော်လှန်ရေးအခြေအနေတွေအားလုံးကြည့်ဖို့လိုပါတယ်ကျွန်တော်တို့ချင်းဒေသတစ်ခုတည်းကိုပဲကိုယ်ပြီးစဉ်းစားလို့မရဘူးနောက်ပထဝီနိုင်ငံရေးကျွန်တော်တို့ရဲ့ဒီဘောင်ဒရီနဲ့ဆက်ဆက်နေတဲ့နိုင်ငံရေးကိစ္စရပ်တွေပါသေချာသုံးသပ်ဖို့လိုဆိုတော့အခုကျွန်တော်ပြောချင်တာကကျွန်တော်တို့ပထမအချက်အနေနဲ့ကျွန်တော်တို့ချင်းလူမျိုးတွေဟာလူကြီးနည်းနည်းလေးနဲ့ဆင်းရဲမှုလွန်ပါမှုအမြင့်ဆုံးပြည်နယ်တစ်ခုဖြစ်ခဲ့သူ့ဘာတော့လဲပဲဒီတော်လှန်ရေးကာလအာဏာသိမ်းဖြစ်စဉ်နောက်ပိုင်း၄နှစ်တာကာလအတွင်းမှာကို၄နှစ်ကိုဖြတ်တန်းလာကြတာကိုဘယ်သူမှသတိမထားမိဘိုးဆိုရရဲ့ပံ့ပိုးမှုလည်းမရှိခဲ့တယ်လို့ဂျန်နဲ့မြည်သည့်အဖွဲ့မှပံ့ပိုးမှုမရှိဘဲနဲ့ကျွန်တော်တို့ချင်းလူမျိုးတွေ၄နှစ်တာရပ်တည်လာနိုင်ခဲ့တာကိုလည်းကျွန်တော်တို့စဉ်းစားဖို့ဘာကြောင့်ရပ်တည်နိုင်တာလဲဆင်းရဲတယ်ဒါပေမဲ့ရပ်တည်နိုင်ဒါပေမဲ့ဒုက္ခတော့များတာပေါ့ဒီတုဝန်ဆောင်မှုတွေအဆအဆရာရာမှလိုအပ်ချက်တွေများစွာရှိသူ့ဘာတော့လည်းပဲ
ကျွန်တော်လေးနှစ်တာကြက်ကြံခံပြီးရက်တီလာကြတာကျွန်တော်တို့ချင်းလူမျိုးတွေအလေယာမရှိဘူးနော်သာနာရိတ်ခါမထုတ်ဘူးအလုတ်ကင်ခွန်လန်းရှားပါတယ်ဒါပေမဲ့ကျွန်တော်လေးနှစ်တာရက်တီလာကြတော်တော်လေးအောင်အောင်ဖို့ကောင်းတစ်ဖက်ကစဉ်းစားရင်လေဒါထွက်ပေါက်လို့ကျွန်တော်တို့ပြောလို့ရပါတယ်ကျွန်တော်တို့ချင်းလူမျိုးတွေဟာကိုရက်တီနိုင်တယ်ဆိုတာကိုလေးနှစ်ကျွန်တော်တို့ပြခဲ့ပြီဆိုတာအားလုံးမိမထားဘူးတစ်ဖက်ကလည်းကျွန်တော်တို့ချင်းလူမျိုးတွေစုစည်းညီညွတ်ဖို့လိုအပ်တယ်ကိုလည်းရက်တည်နိုင်တယ်ဆိုရင်ကျွန်တော်တို့စုစည်းညီညွတ်ဖို့လိုအပ်တယ်မလားတိတ်ကိုလိုအပ်တယ်စုစည်းညီညွတ်လို့ရှင်ကျွန်တော်တို့ဘာမဆိုလုပ်နိုင်တယ်ဘာမဆိုဖြစ်နိုင်တယ်ဆိုတာကိုလည်းကျွန်တော်တို့ခံစားဖို့ဟုတ်တယ်ဆိုတော့ကျွန်တော်ပြောချင်တာကကျွန်တော်ချင်းလူမျိုးတွေကနိုင်ငံရေးမှာပဲဖြစ်ဖြစ်ဆိုရှယ်မီဒီယာမှာပဲဖြစ်ဖြစ်ဒါနဲ့နိုင်ငံတကာရောက်ရှိမှုအပိုင်းတွေမှာပဲဖြစ်ဖြစ်တော်တော်လေးကိုအားကောင်းတဲ့လူမှုဖွဲ့စည်းတစ်ခုဖြစ်လာဆိုတော့အဲ့ဒီပုံမှာကျွန်တော်တို့ကောင်းမွန်စွာ human resource ရောကျွန်တော်တို့ဒီတကယ်ဒီsource တွေကိုနေရာမှန်အသုံးချတတ်ဖို့ဒီက highlight လုပ်ပြီးကျွန်တော်ပြောချင်တာ social media ဒီတော်လိုင်းလေးနှစ်တာကာလမှာကျွန်တော်တို့ချင်းလူမျိုးတွေက social media ကိုကောင်းစွာအသုံးပြုကြတယ်ကောင်းအသုံးပြုတယ်ဒါနဲ့တိုင်းနေတာတော်လိုင်းအင်အားစုတွေထက်အဆ100ကျော်ကျွန်တော်တို့က social media ကိုအသုံးပြုကြတယ်ဒါပေမဲ့ကျွန်တော်တို့အသုံးပြုတဲ့ social media အသုံးပြုဖို့လမ်းကြောင်းကချင်းမျိုးသားတည်ဆောက်ရေးလမ်းကြောင်းမဟုတ်ဘဲနဲ့ပုဂ္ဂိုလ်ရေးတည်ဆောက်မှုလမ်းကြောင်းကိုမျိုးနွယ်စုတည်ဆောက်မှုလမ်းကြောင်းသစုတစ်ဖွဲ့တည်ဆောက်မှုလမ်းကြောင်းဒီလမ်းကြောင်းဘက်ကိုချင်းကပ်နေတာကိုကျွန်တော်တို့ကလေးနှစ်တာကျွန်တော်ဒီကအဲ့ဒီကနေတဆင့်ကျွန်တော်တို့ချင်းမျိုးသားစုစည်းညီညွတ်ရေးဘက်ကိုမဦးတည်ပဲနဲ့ဝယ်ပြဖို့ကိုဦးတည်နိုင်တဲ့ social media တွေကိုအသုံးပြုတာကိုကျွန်တော်တို့ဝတ်နေဖွယ်ရတွေ့ရဒါကိုဆင်ခြင်ဖို့လိုတယ်ကျွန်တော်ဆိုမီဒီယာပေါ်မှာမတက်ပါဘူးဒါပေမဲ့ချိန်တန်လို့ဒါထွန်းချက်အနေနဲ့ဒီနေ့ကျွန်တော်ပြောချင်တဲ့စကားတွေလည်းရှိလို့ကမ်းလှမ်းမှုကိုကျွန်တော်အင်တာဗျူးကိုလက်ခံခြင်းဖြစ်တယ်အဲ့တော့ social media မှာလည်းပဲမြေပြင်ချင်းဒီမှန်ကိုမလိလာပဲနဲ့အဝေးကနဲ့ရှင်းနေပုတ်ခွဲပြားစီတဲ့စကားများကိုပြောတဲ့သူက90%ဖြစ်တယ်အဲ့ဒါဆင်ဖို့လို့နောက်လူမျိုးနွယ်စုတည်ဆောက်မှုရှင်းနေမှာကွဲပြားတယ်ဘာသာစကားအားလုံးကျွန်တော်တို့ဘုံဘာသာစာပေမရှိသေးဘူးမရှိသေးတဲ့အခါမှာအများနားလိုက်နိုင်တဲ့စကားမျိုးတွေနဲ့အသက်နိုင်ဆုံးပြောကြဖို့လို့တချို့သောဘာသာစကားမကျွတ်ကျင်မှုတွေပိုင်းနေလဲဆိုရင်ဥပမာဖြင့်နားမလည်နိုင်တဲ့ဘာသာရပ်တွေနဲ့ကျွန်တော်တို့တော့ပြောမိတဲ့အခါမှာသင်မြင်လွဲမှားမှုတွေကပိုပြီးတော့မှကြီးပါတယ်ဒါလည်းကျွန်တော်ချင်းနေစင်တင်ပို့ကဖို့တကယ်လို့ကျွန်တော်တို့ချင်းပြည်ချင်းလင်းကိုကောင်းမွန်စွာစုစည်းနိုင်တဲ့အခါမှာဘယ်ဘာသာကိုတော့ဘုံဘာသာဖြစ်ကျွန်တော်တို့တည်ဆောက်မယ်ဒါကိုကျွန်တော်တို့စနစ်တကျလေ့ကျင့်သင်ယူကြမယ်လေအခုလိုချိန်မှာတော့ခုလူမျိုးကိုစကားကိုပဲဦးစားပေးပြီးတွားနေကြမယ်ဆိုရင်ကျွန်တော်တို့ချင်းမျိုးသားတည်ဆောက်ရေးအလားဝေးနေအောင်ပါပဲကျွန်တော်တို့ပါဇက်ကနှုတ်ကတာချင်းမျိုးသားတည်ဆောက်ရေးဘလောက်ပြောခုလူမျိုးတည်ဆောက်ရေးဖက်ပဲဥတည်နေကြမှာပဲမင်းလည်းမင်းတည်ဆောက်မှာပဲကမ်ပလက်လည်းကမ်ပလက်တည်ဆောက်မှာပဲတို့လို့ဆိုကျွန်တော်တို့ချင်းမျိုးသားတည်ဆောက်ရေးချင်းပြည်တည်ဆောက်ရေးကိုကျွန်တော်တို့ဘယ်လိုတွားမှာလဲတကယ်တော့ကြတော့ကျွန်တော်တို့ social media အသုံးပြုမှုတွေကကျွန်တော်တို့ချင်းလူမျိုးတွေပေါင်းစည်းစေဖို့မှာအသုံးမပြုဘဲနဲ့ကွဲပြားစေဖို့မှာအသုံးပြုတဲ့ဒီနေ့ရတန်းကရပ်ပေးကြပါအရင်က negative ဖြစ်တဲ့ကိုကပြောနေတယ်ဆိုတော့မှဟိုဘုရားဓမ္မအများကြီးဆူတောင်းပြီးတော့မှဒီနေ့တော့မနေ့ဖြစ်တော့ငါအပေါင်းလက္ခဏာဆောင်တဲ့ဘုရားကပေးတဲ့စကားပဲပြောမယ်ဆိုတဲ့စကားရမျိုးနဲ့ရှိကကြပါစက်ကကြဒါကျွန်တော်ဒုတိယချက်ပြောချင်ဒါလို့ဒါကျွန်တော်တို့ကပြင်ဆင်ဆောင်ရွက်ပြီးကျွန်တော်တို့အရေးကြီးတာမရှိဘူးကျွန်တော်တို့ချင်းလူမျိုးအရေးဟာချင်းလူမျိုးတွေရဲ့လက်ထဲမှာပဲရှိတယ်ဒီနေ့ဘာမဆိုဖြစ်နိုင်တယ်ကျွန်တော်တို့ဘာမဆိုလုပ်နိုင်တယ်ဆိုတော့ကျွန်တော်တို့စုစည်းညီညွတ်မှုကိုအခြေခံဖို့လိုတယ်စုစည်းပြီးလို့ရှိရင်ကျွန်တော်တို့ဘာမဆိုလုပ်နိုင်တယ်ဆိုတော့လူကြီးခေါ်မျိုးနဲ့ချင်းကပ်မယ်ဆိုတော့ကျွန်တော်ချင်းပြည်ကမကြမီကျွန်တော်လိုလားတဲ့နိုင်ငံရေးပါနိုင်ညောင်မှချက်တခုတည်သွားနိုင်ဒါလည်းအိမ်မက်မဲ့ဖြစ်ပေးတာနိုင်ငံရေးသမားတိုင်းအိမ်မက်မဲ့ဖို့လို့လို့ချင်းလူမျိုးတိုင်းအိမ်မက်မဲ့ဖို့မဖြစ်နိုင်ဘူးဆိုတာအခုချိန်မှာဘာမှမရှိဒါတော်လိုင်းကာလရဲ့ပေးထားချက်ပထဝီအခြေအနေကပေးထားချက်ပါချင်းလူမျိုးချင်းပြည်ဆိုတာပြေပဩဇာလွှမ်းမှုကင်းတယ်ဒီပဆော့ဖက်မှုကင်းတယ်ကျွန်တော်တို့တည်ဆောက်လို့ရတယ်နှစ်90ကျွန်တော်တို့ရည်မှန်းတဲ့ကျွန်တော်တို့ရဲ့နိုင်ငံရေးရည်မှန်းချက်ဖြစ်တာလွန်တဲ့ရည်မှန်းချက်မျိုးကိုထားဖို့နောက်ဆုံးကြကျွန်တော်ချင်းလူမျိုးတွေကိုနေနိုင်တယ်ကိုရပ်တည်နိုင်တယ်ဆိုတာကိုပြတာဖို့ကကျွန်တော်တို့စုစည်းညီညွတ်မှုကအဓိကဖြစ်တယ်ဒါကြောင့်ကျွန်တော်အနေနဲ့တော့ပ
ထမဒီချက်လူမျိုးတွေစုစည်းညီညွတ်ဖို့စုစည်းညီညွတ်ပြီးလို့ရှိရင်ဒါနဲ့နိုင်ငံရေးပန်းနိုင်တဲ့ကျွန်တော်လိုလားချက်တွေကိုဘယ်လောက်ထိချင်းကပ်မယ်ဆိုတာကျွန်တော်မှာအိမ်မက်ရှိပါတယ်ဒီကျွန်တော်အိမ်မက်ကိုအကောင့်ထဲပေါ်ဖို့ကချက်လူမျိုးတွေအားလုံးစုစည်းဖို့လိုအပ်တယ်ဆိုတာကိုပဲကျွန်တော်ပြောချင်စုစည်းပြီးလို့ရှိရင်ခုချိန်မှာကျွန်တော်တို့ဘာမဆိုလုံနိုင်တဲ့အခြေအနေမျိုးမှာဖြစ်တဲ့အတွက်ဒီအခွင့်ကောင်းအခါကောင်းကိုကျွန်တော်လက်မလွတ်ကြရအောင်ဒါကြောင့်စေရေးရတည်ဆောက်ရမယ်အုပ်ချုပ်ရေးပေါ်ဆောင်ရမယ်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့ဒီလွှမ်းမိုးမှုကင်းတဲ့နိုင်ငံရေးအခင်းချက်တစ်ခုကိုကျွန်တော်တို့ထုတ်ဖော်အနေနဲ့တွားလို့ရတယ်ဆိုတာပဲကျွန်တော်ထပ်ပြီးပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဒါကောင်းတယ်ဆရာproverb မှာ unity is our strength ဆိုတော့ပဲအခုအချိန်ကကျွန်တော်တို့အတွက်စုစည်းဖို့အခွင့်အရေးအကောင်းဆုံးအချိန်ပေါ့နော်ဆိုတော့အားလုံးစူးစမ်းကြရအောင်နောက်ဆုံးအနေနဲ့ဒါဆိုရင်တော့ CC pet အခြေအနေတစ်ခုလေးမေးချင်တာရှိတယ်အဲ့ဒါ CNF ပဲဖြစ်ဖြစ် CNF CNA CDF ပဲဖြစ်ဖြစ်လွှတ်တော်အမတ်တွေကြာဆက်ဆံရေးနဲ့ခေါင်းဆောင်မှုအပေါ်မှာရည်တည်ပြီးတော့အခုအခြေအနေအဆင်ပြေသလားဘယ်အခြေအနေရှိတယ်လဲဆိုတာလေးကိုလေupdate အနေနဲ့ပေါ့အဲ့ဒါနောက်ဆုံးအနေနဲ့မေးချင်ပါတယ်ဆရာဟုတ်ကဲ့ဆရာအမြင်နဲ့ကျွန်တော်တို့ CC ဖက်ကနဲ့ပြောမယ်ဆိုရင်တော့အခါထန်ဒလန်တို့ဇုံဖေတို့အဲ့ဒီ CDF local CDF တွေအမြင်ကိုလည်းဘယ်လိုမြင်တယ်လဲပေါ့နော်အဲ့ဒါပြောပြဖို့ဒီကနေ့ဖိတ်ခေါ်ချင်ပါတယ်ဟုတ်ကဲ့အခုဒီချင်းလင်းကောင်စီရဲ့စုဖွဲ့မှုကတော့ရှေ့မှာလည်းကျွန်တော်ပြောပြီးပါတောက်တိုင်၃ခုနဲ့ဖွဲ့စည်းတယ်ပေါ့ဖွဲ့စည်းပြီးတော့မှဒီချင်းပြည်ချင်းလင်းအတွင်းမှာဒီမန်နိုင်၃ရက်ရဲ့မူဝါဒတွေ guideline ပေးတယ်ပေါ့နော်policy guideline ပေးတယ်ဒီ leading committee မှာအဓိကမူဝါဒတွေကိုချမှတ်တယ်အဲ့ဒီအတိုင်းမန်နိုင်၃ရက်ဖြစ်တဲ့အုပ်ချုပ်ရေးဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်ရေးမန်နိုင်တွေကသူတို့ကဒီ guideline နဲ့သူတို့ကလက်တွေ့အကောင့်ထဲပေါ်ပေါင်းရနိုင်ဖို့ကြိုးစားတယ်ဆိုတော့အခုကတော့ကျွန်တော်တို့ဒီ2023ပြည်ချင်းလင်းဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းပဲညီညွတ်ညွတ်နဲ့တွားနေသဘောထားကွဲလွဲမှုမရှိဘူးချင်းကြားမှာတော့၎င်းစုစည်းမှုကိုကျွန်တော်တို့အများကြီးတစ်နှစ်တာသုံးမှာလေ့ကျင့်သင်ယူနိုင်ကြတယ်သင်ခန်းစာတွေလည်းအများကြီးရခဲ့တယ်အုပ်ချုပ်ရေးပေါ်ဆောင်တဲ့နေရာမှာနောက်ပြီးတော့မှဥပဒေပြုရေးခန်းကဏ္ဍတွေမှာနောက်တရားစီရင်ရေးခန်းကဏ္ဍတွေမှာလည်းပဲတစ်နှစ်တာအတွေ့အကြုံဆိုတာဘာနဲ့မှလဲလို့မရဘူးလက်တွေ့ပေါ်ဆောင်တဲ့အတွေ့အကြုံတွေဟာတနည်းပေါ်ဆောင်လာတဲ့ CNC လို့တော်၎င်းဖွဲ့စည်းတွေမှာလည်းဒီသင်ခန်းစာရပ်တွေအတွေ့အကြုံတွေကများစွာသုံးဝင်လိမ့်မယ်လို့ဆိုတော့အခုကျွန်တော်တို့ဒီအစုအဖွဲ့၃ခုအနေနဲ့အချက်ညီသွားနေတယ်တိုင်ပင်ညှိနှိုင်းတယ်တချို့သူတွေကတော့အခုတည်းရေးသားနေဆဲဖြစ်တယ်CNA လက်အောက်ခံ CC အရာလွှဲမှားတဲ့အရာပဲလက်တွေ့ဒီစပွဲပိုင်းပေါ်မှာလာထိုင်ကြည့်ပါဒီတော့တိုင်၃ခုဟာဘယ်သူ့အပေါ်မှာမှဘယ်သူကမှဩဇာလွှမ်းမိုးလို့မရဘူးကျွန်တော်တို့မှာဥပဒေတိတိကျကျရှိတယ်လုံထုံးလုံနည်းတွေကျွန်တော်ရေးသားထားတယ်ဒီဥပဒေတွေအပေါ်မှာကျွန်တော်တို့အခြေခံပြီးသွားတဲ့အခါသစုတပွဲရဲ့လွှမ်းမိုးမှုမျိုးနဲ့ကျွန်တော်သွားတာမဟုတ်ဘဲနဲ့ common consensus နဲ့နော်ဘုံသဘောတူညီချက်နဲ့ဘုံဆွေးနွေးမှုလမ်းစဉ်နဲ့ကျွန်တော်သွားနေကြတာဖြစ်တယ်ဆိုတော့ဒီနေ့အထိသွားလာတဲ့နေရာမှာတယောက်နဲ့တယောက်အပြန်လာနားလည်မှုတွေရလာတယ်နော် CNF ဆိုလဲရခိုင်ကသူ့ရဲ့နိုင်ငံရေးအတွေးခေါ်တဲ့ဒီနေ့သူ့ရဲ့အတွေးခေါ်ပို့ပြီးတော့မှအမျိုးသားရေးအပေါ်မှာပို့ပြီးတော့မှသူလက်ခံမှုတွေအတိမပြုမှုတွေပေါ်လာတယ်နော်ဒါကကျွန်တော်တို့ရဲ့စုဖွဲ့မှုရဲ့ရလာတနည်းတာကျွန်တော်တို့ဖြတ်တန်းမှုရဲ့နားလည်ဒါကြောင့်ကွဲပြားနေတဲ့ကျွန်တော်တို့ရဲ့ညီကိုတွေလည်းဒီလိုပဲကျွန်တော်တို့စုဖွဲ့မယ်ဆိုတနည်းတာတော့မှကျွန်တော်ပူးပေါင်းဆောင်ရွက်မှုအောင်မြင်မှုကောင်းကောင်းကိုကျွန်တော်တည်ဆောက်ဒါကြောင့်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ချင်းပြည်ချင်းလင်းကောင်စီအနေနဲ့တော့ဒီနေ့ဝဲကြမှုပြဿနာတွေမရှိဘူးဒါပေမဲ့တခုတော့ရှိတာဒီတခုလေးတော့တတ်မလို့ဆိုတော့စိတ်ကမှုအပိုင်းမှာတော့ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အတီးတီးနဲ့ဒီမှာချင်းပြည်ဆိုရတပ်ဖွဲ့စုပေါင်းရေးမှာတော့ဒီကာလတောင်လှန်ရေးကာလကိုမျိုးနယ်ကိုဒေသကိုကာကွယ်နေရတဲ့ကာလအတွင်းမှာတော့အားလုံးကိုပြန်လည်စုစည်းနိုင်ဖို့ဆိုတာတော့မူဝါဒတွေချမှတ်ပြီးစူးစမ်းဆောင်ရွက်နေရတဲ့ကာလတော့ရှိတယ်ခက်ခဲလေးတော့ရှိတယ်ဒါလည်းသူတို့တွေရဲ့သဘောတူညီချက်မရလို့မဟုတ်ဘူးမိမိဒေသကိုကာကွယ်ရမယ့်အခြေအနေအင်အားအတိုင်းအတာအရကျွန်တော်တို့ချင်းပြည်ဆိုရတပ်ဖွဲ့ချင်းပြည်ချင်းလင်းအာမီကိုကျွန်တော်တို့အောင်နိုင်ဖို့တော့အားလုံးသဘောတူညီချက်တော့ရှိပြီးပြီသို့ပါတော့လည်းပဲကိုမျိုးနယ်ကိုဒေသစေရေးအခြေအနေတွေရဒီဘက်ကိုအားလုံးတစုတပွဲတည်းစုဖွဲ့နိုင်ဖို့လက်တွေ့ချက်ချင်းပေါ်ဆောင်နိုင်ဖို့ခက်ခဲတွေရှိတယ်တစ်ဖက်ကလည်းနိုင်ငံရေးကကျွန်တော်တို့သဘောဝိုင်းပေါ်မှာပဲအဖြေရှာကြတဲ့အခါမတိုက်ဆိုင်မှုတွေသဘောထားမညီညွတ်မှုတွေ
ရှိခဲ့တယ်သူ့ဘာတော်လဲဒီဟာတွေကိုလည်းပဲကျွန်တော်တို့ကစပွဲဝိုင်းပေါ်မှာအဖြေရအောင်ဖြေရှာခဲ့ကြတယ်ဖြေရခဲ့တာပါပဲဒါကြောင့်အဝေးကနေ online ပေါ်မှာကျွန်တော်တို့ဖြေရှာလို့မရဘူးစပွဲဝိုင်းပေါ်မှာမျက်နှာချင်းဆိုင်တွေ့ကြတဲ့အခါမှာကိုအမှားသူ့အမှားသူ့အမှားကိုအမှားအားလုံးပေါင်းစပ်တဲ့အခါအဖြေကောင်းတစ်ခုရတဲ့ကျွန်တော်တို့ဒီအတွေ့အကြုံတွေလည်းရှိခဲ့ပါဘူးဒါကြောင့်ကျွန်တော်တို့ချင်းပြည်ချင်းကောင်စီနေတဲ့တစုတစ်ဖွဲ့နဲ့တစုတစ်ဖွဲ့လွှမ်းမိုးတာတော့မဟုတ်ပဲနဲ့ခု online media social media တွေမှာ CNA ရဲ့လက်အောက်ခံ CC လို့ဘလို့ပြောကျွန်တော်တို့ကိုယ်တိုင်ပဲဒီနော်ဘယ်သူ့အဖွဲ့ကမှဘယ်သူ့ကိုမှမလွှမ်းမိုးတယ်လို့ဘယ်သူ့ကိုမှလည်းနစ်နာဆုံးရှုံးစေခြင်းနဲ့ဘယ်သူ့အဖွဲ့ကိုမှဖိနှိပ်ခြင်းနဲ့လောက်ရမျိုးဆွေးနွေးမှုမျိုးကျွန်တော်တို့မှမရှိခဲ့ဒါကြောင့်အခုချိန်မှာချင်းပြည်ချင်းကောင်စီအနေနဲ့တော့ညီညွတ်ညွတ်နဲ့တွားနေတယ်အခုဒီ negotiation team မှာလည်းပဲကျွန်တော်တို့တာဝန်ပေးအပ်တဲ့တို့ရဲ့ mandate အတိုင်းတွားတဲ့အခါမှာဒီဆုံးဖြတ်ချက်တွေကိုအဖွဲ့အစည်းတီးတီးကလိုက်နာကြတယ်အားလုံးကဒါကိုလိုက်ပါဆောင်ရွက်ဖို့အဆင်သင့်ဖြစ်တယ်တစ်ဖက်ကလည်းပဲလိုအပ်တဲ့တိုင်ပင်ဆွေးနွေးမှုတွေနဲ့ချင်းချင်းညှိနှိုင်းတိုင်ပင်ပြီးဆက်ပြီးတွားစရာတွေရှိတဲ့အတွက်ကျွန်တော်တို့ CC အနေနဲ့တော့ဒီနေ့အထိ CP နဲ့ ICNCC နဲ့ကွဲပြားနေတာလွဲလို့ဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်ရေးမှနိုင်တဲ့ကောင်စီရဲ့ဖွဲ့စည်းတည်ဆောက်မှုတော့ပို့ပြီးတော့မှရင်းနှီးမှုတွေပွင့်လင်းမှုတွေဆွေးနွေးမှုတွေအောင်မြင်မှုတွေရနေပါတယ်ဆိုတာပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါဒါဆိုတော့ကျွန်တော်တို့ live အစီအစဉ်အဆုံးမသက်ခင်မှာဆရာအနေနဲ့ကျွန်တော်တို့အခုဒီနေ့ဆွေးနွေးတဲ့ topic အနေနဲ့ရောပြီးတော့အခုတော့ကျွန်တော်တို့ဆွေးနွေးသလိုပဲ CC ဖက် CB ဖက်အဲ့လိုဟာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့အခုCNC Chin National Council အဲ့ဒီလမ်းပေါ်မှာကျွန်တော်တို့ရှောက်နေပြီဆိုတော့ရှောက်နေပြီဆိုတော့အဲ့ဒီအနေနဲ့ကျွန်တော်တို့ချင်းပြည်သူအားလုံးအပေါ်မှာပေါ့နော်အားပေးစကားတွေဘာတွေပြောချင်တာရှိလားပြီးတော့ဒီနေ့အစီအစဉ်နဲ့ပတ်သက်ပြီးတော့ cover ချင်တာတွေရှိရင်တော့အဲ့ဒါနောက်ဆုံးအနေနဲ့ဆရာကိုပြောပြဖို့အချိန်ပေးပါတယ်ဟုတ်ကဲ့အခုလိုကျွန်တော်ကို religious political voice နဲ့ကျွန်တော်ကိုinterview ပေးတဲ့အတွက်လည်းကျွန်တော်ကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းပြောချင်တယ်ဒီကျွန်တော်တို့ချင်းလူမျိုးတွေအနေနဲ့ကျွန်တော်တို့ချင်းအမျိုးသားတည်ဆောက်ရေးနဲ့ချင်းပြည်တည်ဆောက်ရေးမှာကျွန်တော်တို့ပုဂ္ဂိုလ်ရေး emotion လူမျိုးရေးစုဖွဲ့မှုနဲ့တွားလို့မရပါဘူး။မျိုးသားလုံးစုစည်းညီညွတ်မှုနဲ့တွားမှာပဲရမှာ။ဆိုတော့ကျွန်တော်တို့ရဲ့အခြေခံပေးထားချက်ကလူဦးရေနဲ့တယ်။နောက်စီးပွားရေးခွန်လန်းနဲ့တယ်။ဆိုတော့ကျွန်တော်တို့ကြောချင်းကရင်ချင်းအမှာပဲရ။ဒါမှကျွန်တော်တို့အရှိကကျွန်တော်ပြောသလိုနိုင်ငံရေးကျွန်တော်တို့ဘာမဆိုကျွန်တော်တို့ဖြစ်နိုင်တဲ့အခြေအနေမျိုးမှာကျွန်တော်ဒီနိုင်ငံရေးခွန်လန်းကောင်းကိုအမြန်ဆုံးဖန်ဆုပ်နိုင်ဖို့လို့ကျွန်တော်တို့ဒီဟာကိုဖန်ဆုပ်လိုက်လို့ရှိရင်ကျွန်တော်တို့ဟာစံပြုတဲ့လူမျိုးတွေဖြစ်နိုင်တဲ့ခွန်လာမျိုးကိုရနိုင်ဆိုတော့ခေါင်းဆောင်တီးတီးဖြစ်လူမျိုးတီးတီးအိမ်မက်မဲ့ပြေးကြဒီအိမ်မက်ကိုကောင်းထည့်ပေါ်နိုင်ဖို့လဲလက်တွေ့ကျွန်တော်တို့စိတ်ကောင်းစီတယ်ဝေးကြဆိုရှယ်မီဒီယာတို့ဘာတို့အပိုင်းမှာလည်းပဲဒီနေ့ဒီချိန်ကစပြီးတော့မှ negative ပါတဲ့စကားရပ်တွေမပြောဘဲနဲ့အမျိုးသားတီးဆောက်ရေးမှာပေါင်းဆက်နိုင်တဲ့စကားရပ်မျိုးပဲတုံးထုံးကြဖို့တတ်နိုင်ဆုံးတုံးထုံးကြဖို့ကျွန်တော်မေတ္တာရပ်ခဲ့ဆိုတော့နောက်ဆုံးအနေနဲ့တော့ကျွန်တော်တို့အကောင်းမွန်ဆုံးပြအောင်ဒီစုစည်းနိုင်အောင်ကျွန်တော်တို့စူးစမ်းဆောင်ရွက်သွားဖို့ရှိပါတယ်ဒီမှာလည်းပဲပြည်သူလူထုရဲ့ထောက်ခံအားပေးမှုပြည်သူလူထုရဲ့ပံ့ပိုးမှုပြည်သူတွေရဲ့စိတ်ဆန္ဒစုတောင်းမှုအများကြီးလိုပါတယ်ဒါကြောင့်စုတောင်းပေးကြပါကောင်းမွန်တဲ့positive mindset နဲ့ positive ဘာကောလဲ activity တွေနဲ့ပါဝင်ပေးကြပါ social media အသုံးပြုတဲ့အခါမှာလည်းဒီနေ့ဒီချိန်ကစပြီးအားလုံးချင်းလူမျိုးဖြစ်ကိုခံယူတယ်ဆိုရင်နှုတ်လက္ခဏာဆောင်တဲ့ပြောဆိုဆွေးနွေးမှုတွေကိုရှောင်ရှားပြီးတော့မှဒီပြည်နဲ့ CC ကံပေါင်းပြီးနိုင်ဖို့အားသာချက်တွေကိုပဲတွဲနှုတ်ပြီးပြောဆိုမျှဝေပေးကြပါလို့ပဲပြောကြရင်းနဲ့ကျွန်တော်ဒီကုန်းထုတ်ပါတယ်အားလုံးကိုကျေးဇူးတင်ဟုတ်ကဲ့ဆရာ slide menu ပေါ့နော်ဒီနေ့မှာအခုလိုဟာမျိုးအချိန်ပေးတဲ့အတွက်ကျွန်တော်အနေနဲ့တကယ်ပဲကျေးဇူးတင်ကြောင်းထပ်ပြီးတော့နောက်ဆုံးမှာပြန်ပြောချင်ပါတယ်ကျွန်တော်တို့အခုအစီအစဉ်live အစီအစဉ်အရဆိုရင်တော့ကျွန်တော်တို့ဆွေးနွေးတာICNCC နဲ့ CC နှစ်ဖက်နှစ်ဖွဲ့ဘယ်လိုပြန်ပူးပေါင်းရမလဲဆိုတဲ့အကြောင်းနဲ့ကျွန်တော်တို့ဒီ topic နဲ့ဆွေးနွေးတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အနေနဲ့နောက်ဆုံးညီကိုချုပ်ချင်တာကတော့ ACC ဖက်ကနေပဲဖြစ်ဖြစ် ICNCC ဖက်ကနေပဲဖြစ်ဖြစ်ခေါင်းဆောင်တွေရကျွန်တော်တို့ချင်းလူမျိုးတွေရဲ့ခေါင်းဆောင်
ဆိုတော့ကျွန်တော်တို့ CC ဖက်ကပဲဖြစ်ဖြစ် ICNCC ဖက်ကပဲဖြစ်ဖြစ်ကျွန်တော်တို့ပြည်သူလူထုတွေကအားကိုးတယ်အားပေးတယ်အခုလိုဟာမျိုးပေါင်းစည်းဖို့ step ယူပေးတဲ့အတွက်ကျွန်တော်တို့တကယ်ပဲဂုဏ်ယူတယ်ကျေးဇူးတင်တယ်နောက်ကြံတဲ့ CC အတွက်လည်း process တွေအတွက်လည်းbest of the best အကောင်းဆုံးဖြစ်နိုင်အောင်ပေါ့နော်နှစ်ဖက်စလုံးကြိုးစားပေးကြပါဒီကနဲ့တောင်းဆိုချင်ပါတယ်ကျွန်တော်ဟာခါစကားနဲ့နောက်ဆုံးဟာခါစကားနဲ့ပြောဦးမယ်atuzan kan beru nak angkan ngai tunan chunga kalom chun atuzan kan beru nak he keima kadir hun chan aba pi tia karwa chulhan kan dir hun te in ai chen mi dir hun in kan ummi pakhat le pakhat ika dai nak ika nak te na chwa kan nun nak aliam kan chowa alakan a heu nihim ni chana chun atu bantuk te in min san thut nak an bantu hu in hin chun avan dai deu e hi kalak te mana hen kan nun nak batak te in kan ahim mi kha van hu kho se i that nak lam ang kan pan pi i hi atlam tim kho nang hading cha hen ho po ni kan ru nak kan se thacham nak kan se kan bom chiu haw ti mi kha me pi kan dir hun jong kai kam hun in ban chim ka du i tu tan kan be ru nak he aba pi ka ti nak chu bia life ka tu ami he kai chu cha in cha uk chu ban tu kin atial ka har cha khan live ka tu ami video he history pakhat ban tu in record ka tu ami khan kai ru peng mi ka se chulhan dir hun tin khatakhan ai then mi dir hun kan nihin ni chana van fun lei kap kan van pan te ka hen kan dir hun atha e lunglop ok ngai asi cha a ma he record pakhat asetia karwa alun che mi chana pinlong agreement te polong kan pu pa ne min an thut min an thut sual mi te jong a ti zonga shwe tu kan pala cheu khatna jong na chimi kan chu cha chan atu tani process akal cho ma mi a hen kan mi phun ni kan pa lo na pa ding chan aba pi tu ke chulhani pinlong agreement aba pi bantuk en nihin ni atharan kan ni sanga pinlong agreement bantuk en athar tuam bi athar kan van deal mi se e hi kan ton jo ma mi thil vial te he hai lei kum som nga van ro te kan te fan hani kan hi kan tuam bi ke an van ngai an van rel than te ding asi cha khan chu cha chen video he ke aba pi ya pacha chulhan pinlong agreement ti bantuk chulhan thil achang mi te pol bantuk man ke video kan zo kholo wen chu cha chen ma he nai ngai yi history interest mi sanga chun ti in zapi ni kan zo hom lo zonga tin iban to te record ka tu ton na ka se chun atu cho facebook ni hen policy kha athlen chang cha khan atu jun than kan chani som thum raw mi po kha cho live thla mi po kha cho delete di ding kha asa chang chu ronga chun ma hi kan beru na ka ba pi ti ka ru ronga hi kan beru na kha ka dalit than lai ka dalit lai hi tu he atang peng ding kan youtube jong ka chia ko hi ka facebook jong atang peng ding in khan mai he athar tun kan full video tun khan ka chia than lai ti mi te kha awan thei tang nak kan van tu na je ronga dalit na ti jong nan ti so lai ti ya aba pi ti ka ro ronga khan mai he aning pen khan video he ka van chia than lai ka van chia than te lai ti mi jong ka kan van thei tang nak ka du se chi shu tu along apo ching yi jin chong di ka ne ပြောချင်ပါတယ်ဒါဆိုရင်ဒီလောက်နဲ့ကျွန်တော်တို့ live assistant အဆုံးသတ်မှာဖြစ်ပါတယ်ဆရာကျေးဇူးပါဒါဆိုရင်တော့ good morning bye bye မန်တာ